နေပူရှိန်ပြင်းထန်လှသောနေ့လယ်ခင်းတစ်ခုတွင်55နှစ်အရွယ်အဖွားအိုတဦးသည်မြို့လယ်ခေါင်၌တရားမဝင်စစ်ဆေးမှုပြုလုပ်နေသည့်ရဲအဖွဲ့တစ်ဖွဲ့ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့သည်သူမ၏အိုမင်းသောခန္ဓာကိုယ်ကိုတွန်းထိုးကန်ကြောက်သဖြင့်လဲကျသွားချိန်တွင်မည်သူမျှမထင်မှတ်ထားသောမမြင်နိုင်သောစွမ်းအားတစ်ရပ်သည်ဒဏ်ရာများနှင့်မြေမှုန့်များကြားမှထွက်ပေါ်လာခဲ့သည်နေပူရှိန်ကပြင်းထန်လွန်းလှသည်မြို့ငယ်လေး၏လမ်းများပေါ်တွင်ကုန်သည်များယာဉ်များအရေးရှာနေသောလမ်းသွားလမ်းလာများဖြင့်စီကားနေသည်သို့တော်လူများစွာကိုညှဉ်းညူစေသည့်ပူပြင်းသည့်ရာသီဥတုကြားတွင်55နှစ်အရွယ်ဒေါ်ခင်ညွန့်သည်မြေနီလမ်းပေါ်တွင်မယိမ်းမယိုင်ရှောက်လန်းနေဆဲဖြစ်သည်အသက်ကြီးတော်လဲသူမ၏ခန္ဓာကိုယ်ကတမာဆဲဖြစ်သည်နဖူးဆက်မှချွေးများစည်းကျနေတော်လဲပင်မနွမ်းနယ်သည့်လက္ခဏာမျိုးအနှဲငယ်မျှပင်မတွေ့ရပေသူမ၏ခြေလမ်းတိုင်းသည်ငယ်စဉ်ကတည်းကဆွဲမြဲနေသောယုံကြည်ချက်နှင့်စီကံရှာဤသောဘဝကိုပြသနေသည်လမ်း၏ညာဘက်ခြမ်းတွင်အုံတို့ခဲရောင်းသူတဦးကလယ်ပင်မှချွေးများကိုတုပ်ရင်းသူမကိုကြည့်နေသည်နေကင်းပါအဖွားဈေးသွားမှလားဟုသူကရင်းရင်းနှီးနှီးနှုတ်ဆက်သည်ဒေါ်ခင်ညွန့်ခဏရက်ကရင်ကျေးစွာပြုံးပြပြီးနောက်ဟုတ်တယ်ကောင်လေးလေကောင်းလေတန့်လဲရှူရတာပေါ့ရာသီဥတုတည်းမဟုတ်ဘူးဒီလောကကြီးကပိုပူလာတာဟုတည်ငြိမ်သောအတန်ဖြင့်ပြန်ဖြေခဲ့သည်သူမ၏စကားကြောင့်ထိုကုန်သေးကအဓိပ္ပာယ်ကိုနားမလည်တော့လဲပြုံးခဲ့သည်မငြင်းညူပဲတန်မာစွာရှောက်နိုင်သောအမျိုးသမီးကြီးတဦးကိုသာသူမြင်ခဲ့သည်ထိုအပြအုံနောက်ွယ်တွင်သူမအသက်အရွယ်ရှိသူများ၌ရှားရှားပါးပါးတွေ့ရခဲ့သောခိုင်မာမှုနှင့်ရဲစွမ်းသတ္တိများပုံကွယ်နေသည်ကိုသူမသိခဲ့ပေဒေါ်ခင်ညွန့်၏ခြေလမ်းများသည်ဆိုင်နှန်းများနှင့်ကားပါကင်များကြားမှဆက်လက်လျှောက်လန်းနေသည်သူမသည်လမ်းမကြီးကိုကြည့်ကာပတ်ဝန်းကျင်ရှိအရာငယ်လေးတိုင်းကိုသတိထား၍စောင့်ကြည့်နေသည်ရိုးရှင်းပုံရတော်လဲသူမ၏အကြည့်သည်လေ့လာမှုပြုလုပ်လေးရှိသူတဦး၏အလိုလိုသိနိုင်သောအမြင်ကိုပြသနေသည်ရိုးရိုးရှင်းရှင်းမြင်ုံမျှသာမဟုတ်သူမ၌တစုံတရာရှိသည်တည်ငြိမ်မှုကြောင့်အခြားသူများကမသိစိတ်မှပင်လေးစားမှုရှိသည်သူမကစကားများမပြောတတ်တော့လဲကိုဟန်အမူအရာတိုင်းကဂုဏ်သိက္ခာကိုဖော်ပြနေသည်သူမကိုတိသူအချို့ကလေးစားစွာဥညွှတ်ကြသည်အဲ့ဒါဒေါ်ခင်ညွန့်မဟုတ်လားဟုမိန်းမငယ်တဦးကတငယ်ချင်းကိုတိုးတိုးလေးပြောသည်ဟုတ်တယ်ငယ်တုန်းကအရန်ကိုခိုင်မာတဲ့သူလို့ပြောကြတယ်ဒေါ်ခင်ညွန့်ကထိုတီးတိုးတန်ကိုကြားပြီးအပြုံးလေးတစ်ခုသာပြုံးကာဆက်လျှောက်သွားသည်သူမကချီးကျူးတန်သို့မဟုတ်လူအများပြောဆိုသည်များကိုဂရုမစိုက်ပေသူမအတွက်ဖြောင့်မတ်စွာရှောက်လန်းခြင်းနှင့်မှန်ကန်စွာပြုမှုခြင်းသည်ပုံရိပ်ကောင်းရန်မဟုတ်ဘဲအလေးအကျင့်တစ်ခုသာဖြစ်သည်နေပူရှိန်ပြင်းထန်လှသောနေ့လယ်ခင်းအောက်တွင်သူမသည်ပြတ်သားသောအကြည့်ဖြင့်ဆက်လက်လျှောက်လန်းနေသည်သူမ၏စိတ်ဓာတ်မကျသေးကြောင်းကိုပြသနေသည်လမ်းတစ်ဖက်ရှိမြင်ကွင်းကိုမြင်သည်နှင့်ဒေါ်ခင်ညွန့်၏ခြေလမ်းများရပ်တန့်သွားသည်ထိုနေရာတွင်ရဲအဖွဲ့တစ်ဖွဲ့သည်စစ်ဆေးမှုပြုလုပ်နေသည်သို့သောသူတို့၏လှုပ်ဆောင်ပုံကိုကြည့်ပြီးယင်းသည်ပုံမှန်စစ်ဆေးမှုမဟုတ်ကြောင်းသူမသိခဲ့သည်သူတို့သည်ယာဉ်များကိုပိတ်ဆို့ကာရိုင်းဆိုင်စွာစစ်ဆေးပြီးပွင့်ပွင့်လင်းလင်းငွေတောင်းနေကြသည်ရင်မောင်းများ၏မျက်နှာများတွင်ကြောက်ရွံ့မှုနှင့်လက်ပိုက်ကြည့်နေရခြင်းတို့ရောနှောနေသည်ထိုမြင်ကွင်းကဒေါ်ခင်ညွန့်၏ရင်ထဲတွင်ပူလောင်လာစေသည်ရာသီဥတုကြောင့်မဟုတ်ဘဲသူမအတွင်းမှစတင်ထွက်ပေါ်လာသည့်ဒေါသကြောင့်ဖြစ်သည်ရဲတဦးကရပ်ထားသောလူငယ်ရင်မောင်းကိုအော်ပြောသည်မင်းပစံအိတ်မြန်ထုတ်ဆန်းမရှုပ်ချင်ရင်တသိန်းလောက်ပေးလိုက်သူ၏အတန်သည်ဖြတ်သွားသောရင်များကြားတွင်ဟိမ့်ထွက်နေသည်ထိုလူငယ်ကရင်ကျေးစွာရှင်းပြရန်ကြိုးစားသည်အကိုကျွန်တော်ဘာမှမမှားပါဘူးကျွန်တော်စာရွက်စာတမ်းတွေအကုန်ပြည့်စုံပါတယ်သို့သောသူ၏စကားမဆုံးခင်တွင်ထိုရဲကသူ၏ဆိုင်ကယ်အုပ်ထုပ်ကိုကြမ်းတမ်းစွာရိုက်လိုက်သည်အကြောင်းပြချက်များတဲ့ရဲစခန်းပါတခါတည်းခေါ်သွားလိုက်ရမလားဟုသူကခြောက်လှန့်ပြီးစူးစူးဆိုင်ဆိုင်ကြည့်သည်ပတ်ဝန်းကျင်ရှိလူများကကြည့်နေကြသည်အချို့ကမတိကျင်အောင်ဆောင်ကာအခြားတစ်ဖက်လှည့်သွားကြသည်ဒေါ်ခင်ညွန့်ကမျက်တောင်မခတ်ဘဲသူတို့ကိုကြည့်နေသည်သူမ၏မေးရိုးများတင်းမာလာပြီးမျက်လုံးများကထိုအဖွဲ့ကိုစူးစိုက်ကြည့်နေသည်သူမ၏သွေးများစူပွက်လာသည်ကိုခံစားရသည်အံ့ဩစရာပဲအရန်ကိုလွန်ကျူးနေပြီဟုသူမကတိုးတိုးလေးသို့သောခိုင်မာစွာပြောလိုက်သည်သူမ၏လက်များကကိုယ်ခန္ဓာဘေးတွင်ဆုပ်ထားသည်သူမ၏စိတ်ထဲတွင်အတိတ်ကအဖြစ်ပြက်များပြန်လည်ပေါ်လာသည်စီကံနှင့်ဂုဏ်သိက္ခာကိုထိမ့်သိမ်းခဲ့ရသည့်အချိန်များယခုသူမမြင်နေရသည်မှာလောဘနှင့်မာနသာဖြစ်သည်
သူမအနီးတွင်ရက်နေသည့်အခြားဒေသခံအချို့ကတိုးတိုးလေးပြောဆိုကြသည်အဖွားကြီးဒေါသထွက်နေပုံပဲနော်ဟုအမျိုးသမီးတဦးကဆိုသည်ဟုတ်တယ်အဲ့ဒါဒေါခင်ညွန့်ပဲအဲ့ဒီလိုဆိုရင်တော့တခုခုမှားနေပြီဟုသူမဘေးရှိအမျိုးသားတဦးကပြန်ဖြေသည်သို့သောဒေါခင်ညွန့်ကမကြားပေသူမ၏စိတ်သည်တခုတည်းသောအရာပေါ်တွင်သာအာယုံစိုက်နေသည်သူမ၏မျက်စိရှေ့တွင်ဖြစ်ပျက်နေသောမတရားမှုတိတ်ဆိတ်စွာပင်သူမသိသည်မည်သူမျှမတားဆီးပါကဤကဲ့သို့သောအပြုမှုမျိုးကိုဆက်လက်ခွင့်ပြုထားမည်သာဖြစ်သည်သူမသည်လေပြင်းတစ်ချက်ရှလူသွင်းကနောက်တလန်းအတွက်ပြင်ဆင်လိုက်သည်ထိုနေ့လေခင်းကိုကြီးမားသောအရာတစ်ခု၏အစအဖြစ်ပြောင်းလဲပေးမိခြေလန်းနေ့လယ်ခင်းလေကအရေပြားကိုလောင်ကျွမ်းစေသည်သို့သောဒေါခင်ညွန့်အတွက်နေပူရှိန်သည်ရင်ထဲရှိပူလောင်မှုနှင့်နှိုင်းယှဉ်လျင်ဘာမှမဟုတ်ပေသူမသည်မြေနီလန်းဘေးတွင်ရက်နေကခေါင်းငုံပြီးဟန်ဆောင်ကအလုံများဟန်ပြုနေသောမျက်စိရှေ့တွင်ဖြစ်ပျက်နေသည့်တရားမဝင်စစ်ဆေးမှုကိုမမြင်ချင်အောင်ဆောင်နေသောဒေသခံတဦးချင်းစီကိုကြည်နေသည့်ရထားသောဆိုင်ကယ်များရဲများ၏အော်ဟစ်တံများနှင့်စိုးရိမ်ပူပန်နေသောရင်မောင်းများ၏မျက်နှာများအားလုံးသည်သူမ၏ကိုချင်းစာစိတ်ကိုရိုက်ခတ်နေသည့်ကြိမ်တံများလိုပင်သူမကစိတ်အလိုမကျစွာဖြင့်ရင်ထဲတွင်ပြောလိုက်သည်မှာဘာလို့အားလုံးတိတ်ဆိတ်နေကြတာလဲဘာလို့ဘသူမှမပြောရဲတာလဲသူမ၏လက်များကကိုယ်ခန္ဓာဘေးတွင်ဖြည်းဖြည်းချင်းဆုပ်လာသည်ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲထိန်းထားသောဒေါသကြောင့်နှလုံးခုန်လုံးမြန်လာသည်ကိုသူမခံစားရသည်ငါမပြောရင်ဘသူပြောမလဲဟုသူမကတိုးတိုးလေးသို့သောပြတ်သားသောစိတ်ဆန္ဒအပြည့်ဖြင့်ပြောလိုက်သည်သူမ၏အကြည့်ကယခုအခါပြတ်သားပြီးစဉ်းစားတွေးခေါ်မှုများပြည့်နှက်နေသည်တစ်ချိန်ရှိသို့တိုးလန်းပြီးနောက်ပြန်လှည့်ရန်လမ်းမရှာဤတော့ကြောင့်သူမသိသည်သို့သောဒေါခင်ညွန့်အတွက်တိတ်ဆိတ်နေခြင်းသည်မတရားမှုကိုလမ်းလေကောင်တွင်ရက်တီခွင့်ပေးခြင်းသာဖြစ်သည်ယင်းကိုသူမခွင့်ပြုနိုင်မည်မဟုတ်ပေသူမကပတ်ဝန်းကျင်ကိုကြည့်သည်သူမနှင့်မျက်လုံးချင်းစုံမိသည့်အခါအချို့သောသူများကမျက်နှာလွှဲသွားကြသည်ပြဿနာထဲပါဝင်မှာစိုးရိမ်၍ဖြစ်သည်လမ်းဘေးဈေးတွေတဦးကသူ၏ပစ္စည်းများကိုစီနေသည့်ဟန်ဖြင့်ခေါင်းငုံထားသည်ဒေါခင်ညွန့်ကတက်ပြင်းရှည်ကြီးချပြီးနောက်လင်းလက်နေသောကောင်းကင်ကိုကြည့်သည်အရှင်ဖျားမှန်ကန်သောအရာကိုယက်တီဖို့တတိပေးသနာပါဟုသူမကရင်ထဲမှဆူတောင်းလိုက်သည်သူမ၏အတန်ကတိုးတိုးလေးဖြစ်တော်လဲယုံကြည်ချက်အပြည့်ပါဝင်နေသည်ထို့နောက်တိတ်မစင်းစားတော့ပဲသူမသည်ရှေ့သို့တိုးလာအန်လိုက်သည်သူမ၏ခြေလမ်းများကဖြင်းညင်းတော်လဲခိုင်မာပြီးစစ်ပွဲအတွက်အသင့်ဖြစ်နေသည့်စစ်သားတဦးကဲ့သို့မယိမ်းမယိုင်ရက်တီနေသည်လမ်းမှဖုံမှုများပြန့်လွင့်နေပြီးရင်ဟုန်းတံများကစူညံနေတော်လဲသူမ၏ရည်ရွယ်ချက်ကိုမြည်သူမျှမတားဆီးနိုင်ပေခြေလမ်းတိုင်းကလေးလံနေတော်လဲဒေါခင်ညွန့်၏စိတ်ကပြတ်သားနေသည်သူမသည်စီကားသောလမ်းမကိုဖျက်ကျော်ကာတစ်ဖက်ချမ်းရှိရဲအဖွဲ့ကိုတိုက်ရိုက်ကြည့်နေသည်ထိုနေ့လေခင်းတွင်အမခန်ရဲစွမ်းတတိရှိသောအဖွားအိုတဦးသည်ပူပြင်းလာသောမြို့ငယ်လေး၏လမ်းလေခေါင်း၌မတရားမှုကိုစိန်ခေါ်တော့မည်ဖြစ်သည်ဒေါခင်ညွန့်လမ်းလေကောင်သို့တိုးဝင်လာသည်နှင့်ရင်များ၏အတန်များပို၍စူညံလာသည်ကားဟုန်းတံများကရောနှောကပတ်ဝန်းကျင်ကိုပို၍စူညံပြီးတင်းမာလာစေသည်ရင်မောင်းအချို့ကအမျိုးသမီးကြီးတဦးကိုမြည်သည့်မျှမရှိဘဲလမ်းဖြတ်ကူးနေသည်ကိုမြင်သောအခါအံ့အားသင့်စွာဖြင့်သူတို့၏မော်တော်ဆိုင်ငယ်များကိုနှေးကွေးလိုက်ကြသည်အဖွားသတိထားပါအန္တရာယ်ရှိတယ်အဖွားဟုသူမအနီးတွင်ရုတ်တရက်ရက်တန်းလိုက်သည့်အွန်လိုင်းတက္ကစီမောင်းသူတဦးကအော်ပြောလိုက်သည်သို့သောဒေါခင်ညွန့်ကလှည့်မကြည့်ပေသူမ၏အကြည့်သည်တဖြောင့်တည်းပြတ်သားသောရည်ရွယ်ချက်ဖြင့်တစ်ဖက်ချမ်းတွင်ရက်နေသည့်ရဲတပ်ဖွဲ့သို့ဓာတ်ရိုက်ဦးတည်နေသည်သူမ၏ခြေလမ်းများကဖြင်းညင်းတော်လဲခိုင်မာပြီးအနှဲငယ်မျှပင်မကြောက်ရွံ့ပေနေအောင်ကြီးကသူမ၏ခြေထောက်အောက်ရှိလမ်းမဲကိုလင်းလက်စေသည်သို့သောသူမကပတ်ဝန်းကျင်ကိုဂယုမဆိုင်ပဲဆက်လက်လျှောက်လန်းနေသည်သူမ၏မျက်နှာကတည်ငြိမ်နေသည်သို့သောသူမ၏မျက်လုံးများမှငြိမ်သက်၍မရသောရဲစွမ်းတတိမီတောက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်သည်သူမနောက်တွင်အချို့သောသူများကအာယုံစိုက်လာကြသည်အချို့ကအသက်အောင်ထားကြပြီးအချို့ကခေါင်းရမ်းကြသည်ဒါတော့ခင်ညွန့်ပဲသူဘာလို့မလို့လဲဟုကွန်းရဆိုင်အနီးတွင်ရက်နေသည့်အမျိုးသမီးငယ်တဦးကတိုးတိုးလေးပြောလိုက်သည်အမျိုးသားတဦးကတိုးတိုးလေးပြန်ဖြေသည်ရဲတွေကိုသွားတွေးမလို့ထင်တယ်ယူနေပြီးတိုက်ခိုက်ရင်အနေရရှိနိုင်တယ်လမ်းဘေးပတ်ဝန်းကျင်ကစတင်ပြောင်းလဲလာသည်ကုန်သည်အချို့ကအယောင်းဝယ်ကိုရက်လိုက်ကြသည်ကားသမားများကကားနားထိုးလိုက်ကြပြီးအစောပိုင်းကငွေတောင်းခံခဲ့ရသည့်ရင်မောင်း
များကမျောလင်းချက်ဖြင့်ကြည်နေကြသည်ဒေါ်ခင်ညွန့်ကမျက်လုံးအားလုံးသူမအပေါ်သို့ရောက်နေသည်ကိုသိတော်လဲသူမကိုမကြောက်ရွံ့စေခဲ့ပေသူမ၏စိတ်ထဲတွင်တခုတည်းသောအတွေးသာရှိသည်တယောက်တည်းဖြစ်နေသည့်တိုင်မှန်ကန်သောအရာကိုခုခံကာကွယ်ရမည်ဘယ်သူမှမပြောရဲသေးတဲ့သူတွေရှိသေးတယ်ဆိုတာသူတို့ကိုသိစေရမယ်ဟုသူမကတိုးတိုးလေးရေရွတ်ရင်းဆက်လျှောက်နေသည်နောက်ဆုံးတွင်သူမသည်ရဲအဖွဲ့ရှိသို့ရောက်သွားသောအခါပတ်ဝန်းကျင်မှအတန်အားလုံးပျောက်ကွယ်သွားသလိုခံစားရသည်ကားဟွန်းတန်များမရှိတော့အော်ဟစ်တန်များမရှိတော့ဒေါ်ခင်ညွန့်၏ဖနက်တန်များကလမ်းမပေါ်တွင်တထောက်ထောက်မြည်နေသည့်အတန်သာရှိသည်ရဲများ၏မျက်နှာများကအဖွားအိုတဦးကမယိမ်းမယိုင်လှမ်းလာသည်ကိုမြင်သောအခါအံ့အားသင့်သွားကြသည်သူတို့ထဲမှတဦးကတငယ်ချင်းကိုတိုးတိုးလေးပြောသည်ဘသူလဲမသိဘူးတေရမှာမကြောက်တဲ့အတိုင်းပဲရှောက်လာတာဒေါ်ခင်ညွန့်သည်သူတို့ရှိနှစ်လမ်းအကွာတွင်ရက်လိုက်ပြီးခေါ်ရင်းဆောင်ပုံရသည့်ခန္ဓာကိုယ်ကြီးသောအမျိုးသားကိုဓာတ်ရိုက်ကြည့်နေသည်ထိုနေ့လေခင်းတွင်အဖွားအိုတဦး၏ရဲစွမ်းတတိသည်လူများစွာ၏ရင်ထဲတွင်တိတ်ဆိတ်စွာပုံကွယ်နေသည့်ကြောက်ရွံ့မှုကိုစတင်စိန်ခေါ်လိုက်ပြီဖြစ်သည်မာနကြီးစွာရက်နေသည့်ရဲတပ်ဖွဲ့ရှိတွင်အသားညိုညိုကြွက်သားထူထပ်ပြီးကြောက်တုံးကဲ့သို့ခိုင်မာသောခန္ဓာကိုယ်ရှိသည့်ကိုကျော်စင်ကိုမြင်နေရသည်သူ၏မျက်နှာကကြမ်းတမ်းပြီးမေးရိုးများကထင်ပေါ်နေကမျက်လုံးများကအမြဲတစေဒေါသထွက်နေပုံရသည်အစိမ်းရောင်ယူနီဖောင်းကသူ့ကိုယ်ပေါ်တွင်တင်းကျပ်စွာကပ်နေပြီးသူ့ကိုဂုံတိတ်ခါရှိသည့်ထက်ပို၍ကြောက်မက်ဖွယ်ကောင်းအောင်ပြုလုပ်ထားသည်သူကကျဲလောင်သောအတန်ဖြင့်သူ၏လူများကိုအမိန့်ပေးသည်မော်တော်ဆိုင်ကယ်အဟောင်းတွေကိုမြန်မြန်ဖမ်းဆန်းလျှော့ပေးစရာမလိုဘူးအကြအောင်ပြချက်များရင်အပီးတက်ဖို့ပတ်စံတောင်းလိုက်သူ၏စကားများကရိုင်းဆိုင်ပြီးဥပဒေစိုးမိုးရေးအတွက်ရည်ရွယ်ခြင်းမရှိဘဲငွေညစ်ရန်သာရည်ရွယ်နေသည်ဒေါ်ခင်ညွန့်နောက်ဆုံးတွင်ကိုကျော်စင်ရှိတွင်တိတိကျကျရက်လိုက်သောအခါပတ်ဝန်းကျင်မှပတ်ဝန်းကျင်ကတင်းမာလာသည်သူမ၏အိုမင်းသောခန္ဓာကိုယ်ကဖြောင့်နှန်းစွာရက်နေပြီးထိုမျိုးသား၏ပခုံးအမြင့်သာရှိတော်လဲသူမ၏မျက်လုံးများကပို၍ပြတ်သားနေသည်သူမကကိုကျော်စင်ကိုမကြောက်မရွံ့ကြည့်နေသည်ကောင်းလေးဟုသူမကခိုင်မာပြီးရှင်းလင်းသောအတန်ဖြင့်ပြောသည်စစ်ဆေးမှုတွေကစီကံဥပဒေကိုထိမ့်သိမ်းဖို့ဖြစ်တဲ့နှင့်စည်ရဲသားတွေကိုဒုက္ခပေးဖို့မဟုတ်ဘူးကိုကျော်စင်နောက်ွယ်မှအခြားရဲများကလူကြားထဲတွင်အဖွားအားအိုတဦးကစူပူချင်းမောင်းမည်ဟုမထင်မှတ်ထားသောကြောင့်တဦးနှင့်တဦးကြည့်လိုက်ကြသည်တစ်ဖက်လမ်းမှကြည့်နေသည့်ဒေသခံများကတစုံတရာကြီးမားသောအရာတစ်ခုဖြစ်လာတော့မည်ကိုခံစားရသဖြင့်တီးတိုးပြောဆိုလာကြသည်ကိုကျော်စင်ကသူမကိုတည်ငြိမ်စွာကြည့်ပြီးတယောလောင်ပြုံးပြုံးကလက်များကိုရင်ဘတ်တွင်ပိုက်လိုက်သည်အဖွားတာကရဲကိစ္စပဲဈေးကိစ္စမဟုတ်ဘူးဝင်မပါနဲ့အိမ်ပြန်ပြီးအနားယူတာပိုကောင်းမယ်သူ၏အတန်ကပမာမခန့်ဖြစ်သည်ဒေါ်ခင်ညွန့်၏ရဲစွမ်းတတိကဘာမှအတိတ်ပဲမရှိသလိုပင်သူ၏လူများကတိုးတိုးလေးရေလိုက်ကြသည်အချို့ကအပြုံးကိုထိန်းရန်ပါဇက်ကိုပိတ်ထားကြသည်သို့သောဒေါ်ခင်ညွန့်ကအနှဲငယ်မျှပင်မလှုပ်ရှားပေသူမသည်ကိုကျော်စင်ကိုဓာတ်ရိုက်ကြည့်နေသည်သူမ၏အတန်ကတည်ငြိမ်နေစေသို့သောဓာတ်ကဲ့သို့ထက်မြက်နေသည်မင်းကယူနီဖောင်းဝတ်ထားပေမဲ့တာဝန်ကိုမေ့နေတယ်မင်းကတနက်ကင်ထားတာကြောင့်မှားနေတာကိုပြည်သူကစူပူလို့မရဘူးလို့ထင်သလားကိုကျော်စင်ကမျက်ခုံးပင်းလိုက်သည်သူ၏အကြည့်ကစတင်ပြောင်းလဲလာသည်စကားကိုစင်ကျင်ပြောပါအဖွားကျွန်တော်အဖွားကိုနောင်တရအောင်လုပ်လို့ရတယ်ဒေါ်ခင်ညွန့်ကသူ့ကိုမကြောက်မရွံ့ကြည့်နေစေဖြစ်သည်နောင်တရတဲ့နာမင်းမဲကောင်လေးငါမဟုတ်ဘူးထိုစကားကတည်ငြိမ်တော်လဲပြက်သားလှသဖြင့်ပတ်ဝန်းကျင်ရှိအချို့လူများလဲချောင်းထဲသို့တရွေးမျိုးချလိုက်ကြသည်ပထမဆုံးအကြိမ်ဖြစ်ကိုကျော်စင်သည်သူ့ကိုမကြောက်မရွံ့ရင်ဆိုင်သူတဦးနှင့်ရင်ဆိုင်ရသောအခါစိတ်မသက်မသာဖြစ်နေပုံရသည်လေထဲတွင်တင်းမာမှုများစတင်ခံစားရသည်ပတ်ဝန်းကျင်ရှိရင်များ၏အတန်များတဖြည်းဖြည်းပျောက်ကွယ်သွားသည်နှင့်အမျှဒေါ်ခင်ညွန့်သည်ကိုကျော်စင်ရှေ့တွင်ရက်နေပြီးယခုအခါကိုကျော်စင်ကသူမကိုချင်းချောက်သောအကြည့်ဖြင့်ကြည့်နေသည်သို့သောဒေါ်ခင်ညွန့်၏မျက်နှာကတည်ငြိမ်နေစေဖြစ်သည်သူမသည်တဲ့တဲ့ကိုကြည့်နေသည်သူမ၏အတန်ကခိုင်မာပြီးအနှဲငယ်မျှပင်မကြောက်ရွံ့ပေရဲကိစ္စကပြည်သူကိစ္စလည်းဖြစ်တယ်ကောင်လေးမှားနေရင်ပြည်သူကပြန်စုပူပိုင်ခွင့်ရှိတယ်ဟုသူမကဆိုသည်သူမ၏စကားပြောတန်ကိုထိမ့်ချုပ်ထားတော်လဲစကလုံးတိုင်းကလေးလံပြီးပြက်သားနေသည်ကိုကျော်စင်ခဏတာတိတ်ဆိတ်သွားပြီးနောက်အတန်ကျဲကျဲဖြင့်နှာမှုတ်လိုက်သည်အသက်ကြီးပြီဒါပေမဲ့အရန်တိကျင်အောင်ဆောင်တယ်ငါမဖမ်းခင်သွားတော့သူ၏အတန်ကမိုးကြိုးပစ်သလိုပြင်းထန်ပြီးကြမ်းတမ်းလာသဖြင့်
ပတ်ဝန်းကျင်တွင်ရက်နေသည့်ဒေသခံအချို့ကနှလန်းနောက်သို့ဆုတ်သွားကြသည်ကိုကျော်စင်၏လူတဦးကချင်းကပ်လာပြီးတိုးတိုးလေးပြောလိုက်သည်မှာတထေးထားလိုက်ပါတော့အဖွားအိုတယောက်တည်းပဲသို့တော်ကိုကျော်စင်ကစူးစူးဆိုင်ဆိုင်ကြည့်ပြီးတိတ်ဆန်းငါကိုအလုံးလုံးဖို့မတင်ပေးနဲ့ဟုဩလိုက်သည်အဝေးမှကြည့်နေသည့်ဒေသခံများကစိုးရိမ်လာကြသည်အမျိုးသားကြီးတဦးကဇနီးတဲ့ဤပခုံးကိုပုတ်ကာတိုးတိုးလေးပြောလိုက်သည်ဒီကိုကျော်စင်ကကြမ်းတမ်းတယ်ဒေါခင်ညွန့်သူ့ကိုဆက်ပြီးဆန့်ကျင်နေရင်အန္တရာယ်ဖြစ်နိုင်တယ်ဇနီးတဲ့ကစိုးရိမ်တကြီးကြည့်ကခင်မွန်းဤလက်ကိုစုပ်ကင်လိုက်သည်တနာစရာပဲဒါပေမဲ့ဘသူတားနိုင်မလဲဘသူမှမရဲဘူးသို့သောထိုစိုးရိမ်ပူပန်နေသောလူအုပ်ကြားတွင်ဒေါခင်ညွန့်သည်ဖြောင့်တန်းစွာရက်နေစေဖြစ်သည်သူမ၏လက်များကသူမ၏ဝိယုံစာကိုစုပ်ကင်ထားသည်ကြောက်ရွံ့မှုကြောင့်မဟုတ်ပဲစိတ်လှုပ်ရှားမှုကြောင့်မပါဝင်စေရန်မိမိကိုယ်ကိုထိန်းချုပ်ထားခြင်းဖြစ်သည်မင်းကယာရုရှိကောင်းရှိမယ်ကောင်းလေးဟုသူမကတိုးတိုးလေးသို့သောပြတ်သားစွာပြောသည်ဒါပေမဲ့မင်းရဲ့ယူနီဖောင်းကိုပြည်သူငွေနဲ့ဝယ်ထားတာဆိုတာမမေ့ပါနဲ့ကိုကျော်စင်ကသူမကိုအကြာကြီးစိုက်ကြည့်နေသည်လယ်ပင်မှသွေးကြောများတင်းမာလာသည်မင်းပတ်ဆက်ကအရန်ပြတ်သားတာပဲအဖွားကြီးဟုသူကအေးဆက်စွာပြောသည်မင်းကငါလိုချမ်းသာတဲ့သူကိုဒီအတိုင်းအမိန်ပေးနိုင်မယ်လို့ထင်သလားဒေသခံများကလမ်းဘေးတွင်စုယုံလာကြသည်အချို့ကဖုံးများကိုကင်ကာတိတ်တိတ်လေးရိုက်ကူးနေကြသည်ပတ်ဝန်းကျင်ကတိတ်ဆိတ်သွားသည်လေများရက်တန့်သွားသည်မြို့ငယ်လေးကအသက်အောင့်နေသလိုပင်ဒေါခင်ညွန့်သည်ကိုကျော်စင်ကိုမျက်တောင်မခတ်ဘဲကြည့်နေသည်သူ၏ကြွက်သားထူထပ်သောကိုလုံးရှေ့တွင်သူမ၏ကိုလုံးသေးငယ်တော်လဲသူမ၏ရဲစွမ်းတတိကကိုကျော်စင်ကိုပို၍သေးငယ်စေခဲ့သည်သူတို့နှစ်ဦးကြားရှိတင်းမာမှုကယခုအခါတင်းတင်းဆွဲထားသောကြိုးတစ်ချောင်းလိုဖြစ်နေသည့်အနှဲငယ်လှုပ်ရှားလိုက်ယုံမျှဖြင့်ကြီးမားသောပောက်ကွဲမှုကိုဖြစ်ပေါ်စေနိုင်သည်လမ်းပေါ်ရှိအခြေအနေကပို၍ကြောက်မက်ဖွယ်ကောင်းလာသည်နေ့လည်ခင်း၏ပူပြင်းသောလေကယခုအခါမျက်နှာချင်းဆိုင်ရက်နေသောလူနှစ်ဦးကြားရှိဖိအားကိုပို၍တိုးစေသလိုပင်ဒေါခင်ညွန့်သည်ကိုကျော်စင်၏မျက်လုံးများကိုအနှဲငယ်မျှမကြောက်ရွံ့ဘဲဓာတ်ရိုက်ကြည့်နေသည်သူမ၏အကြည့်သည်ပြတ်သားတည်ငြိမ်သို့သောမလစ်လျူရှုနိုင်သောသတိပေးချက်များပြည့်နှက်နေသည်ခိုင်မာသောအတန်ဖြင့်သူမကပြောသည်ကောင်းလေးဒီစစ်ဆေးမှုကိုဖျက်သိမ်းလိုက်ပါပြည်သူငွေကိုမင်းလူယူဖို့မဟုတ်ဘူးမင်းကိုကာကွယ်ဖို့ခံထားတာဖိနှိပ်ဖို့မဟုတ်ဘူးသူမ၏အတန်သည်ပတ်ဝန်းကျင်ရှိလူအားလုံးကြားအောင်ရှင်းရှင်းလင်းလင်းကြားရပြီးစကလုံးတိုင်းကကိုကျော်စင်၏မျက်နှာကိုပြင်းထန်စွာရိုက်ချလိုက်သလိုပင်ကိုကျော်စင်သည်မျက်နှာနီရဲစွာဖြင့်ရှေ့သို့တိုးလာသည်သူ၏အသက်ရှူတန်ကပြင်းထန်ပြီးယခုအခါသူတို့၏ခြားနာချက်မှာလက်တကမ်းသာရှိတော်သည်နားထောင်ပါအဖွားကြီးဟုသူကအတန်တိုးတိုးဖြင့်သို့တော်ဖိအားပေးသောလေတံဖြင့်ပြောသည်ကျွန်တော်ဥပဒေကိုနားမလည်သူတဦးကနေဆုံးမတာကိုမကြိုက်ဘူးလယ်ပင်မှသွေးကြောများတင်းမာလာပြီးသူ၏မျက်လုံးများကသူ့ကိုစန့်ကျင်သူမည်သူမဆိုကိုမျိုးချပစ်ရန်အသင့်ဖြစ်နေသလိုကြောက်မက်ဖွယ်ကြည့်နေသည်မြင်တွေ့နေရသည့်ဒေသခံအချို့ကအသက်အောင်ထားကြသည်ထိုအဖြစ်အပျက်ကအကြမ်းဖက်မှုအဖြစ်ပြောင်းလဲသွားမှာကိုကြောက်ရွံ့၍ဖြစ်သည်သို့တော်ဒေါခင်ညွန့်ကတလန်းမြပင်နောက်မဆုတ်ပေသူမ၏မျက်နှာကဖြောင့်တန်းနေစေဖြစ်သည်သူမ၏နှုတ်ခမ်းထောင်တွင်အပြုံးလေးတစ်ခုပေါ်လာသည်ငါသိတာကဥပဒေတစ်ခုတည်းပဲဟုသူမကတိုးတိုးလေးသို့သောရှင်းလင်းစွာပြောသည်မတရားမလုပ်နဲ့ထိုစကားကရိုးရှင်းတော်လဲလေးလံပြီးအတိတ်ပဲပြေးဝနေသည်ကိုကျော်စင်ကသူမကိုအကြာကြီးကြည့်နေသည်အဖွားအိုတဦးကလူအများရှေ့တွင်ထိုမျှခိုင်မာစွာပြောရဲသည်ကိုမယုံနိုင်သလိုပင်သူ၏နောက်တွင်ရက်နေသည့်သူ၏လူများကပင်စိုးရိမ်ပူပန်နေပုံရသည်အချို့ကခေါင်းငုံထားကြသည်အချို့ကအကြည့်များကိုရှောင်ရှားရန်ရင်များကိုစစ်ဆေးသည့်ဟန်ဆောင်နေကြသည်ဒေသခံများ၏လူအုပ်ကပို၍များလာသည်အချို့ကဖုံးများဖြင့်မှတ်တမ်းတင်နေကြပြီးအခြားသူများကတင်းမာသောမျက်နှာများဖြင့်တီးတိုးပြောဆိုနေကြသည်အဖွားကြီးကအယမ်းရဲတာပဲဟုလူငယ်တဦးကတိုးတိုးလေးပြောလိုက်သည်ဟုတ်ဒါပေမဲ့ကိုကျော်စင်ဒေါသထွက်ရင်အန္တရာယ်ရှိနိုင်တယ်ဟုအခြားတဦးကဆိုသည်ထိုအသက်အောင့်နေသောလူအုပ်ကြားတွင်ဒေါခင်ညွန့်နှင့်ကိုကျော်စင်တို့သည်စန့်ကျင်ဘက်တိုင်တစ်ခုလိုရပ်တည်နေကြသည်မှန်ကန်သောအရာနှင့်မာနကိုချင်းစာစိတ်နှင့်အာနာတို့၏တိုက်ပွဲသူတို့ထဲမှမြည်သူကအရင်ဆက်လှုပ်ရှားမည်ကိုမြည်သူမျှမသိကြပေသို့သောသူတို့ထဲမှတဦး၏တီးခတ်မှုအစွန်းရောက်နေပြီဖြစ်ကြောင်းလူတိုင်းခံစားနေရသည်ကိုကျော်စင်၏အော်တန်ကလေထဲတွင်ပြန့်လွင့်လာသည်ကျဲလောင်ပြီး
ဒေါသအပြည့်ပါဝင်နေသည်သူ၏ထိခိုက်ခံစားရသောအတ္တကိုထိန်းချုပ်နိုင်တော့ခြင်းမရှိပေမြန်ဆန်သောလှုပ်ရှားမှုဖြင့်သူသည်ဒေါခင်ညွန့်၏ကိုယ်ခန္ဓာကိုအင်အားပြည့်ဖြင့်တွန်းလိုက်သဖြင့်ထိုမျိုးသမီးကြီးသည်လမ်းမပေါ်သို့ပြင်းထန်စွာလဲကျသွားသည်သူမ၏ခန္ဓာကိုယ်ထိခိုက်မိသည့်အတန်ကရှင်းရှင်းလင်းလင်းကြားရပြီးကြည်နေသည့်ဒေသခံများကအံ့အားသင့်စွာအော်ဟစ်ကြသည်။အိုဖျားသခင်ဒေါခင်ညွန့်လဲကျသွားပြီဟုလမ်းဘေးမှအမျိုးသမီးတဦးကအော်ပြအော်လိုက်သည်အချို့လူများကအနှဲငယ်ပြေးလာတော့လဲကိုကျော်စင်၏လူများ၏ချင်းချောက်သောအကြည့်ကြောင့်သူတို့၏ခြေလမ်းများရပ်တန့်သွားသည်အခြေအနေကချက်ချင်းဆိုသလိုရှုပ်ထွေးသွားသည်နိုင်ငံရေးကိစ္စကိုအဖွားအိုတယောက်ဝင်မပါနဲ့ဟုကိုကျော်စင်ကအတန်ကျဲကျဲဖြင့်အော်ဟစ်လိုက်သည်လူတိုင်းကြားစေလိုဟန်ဖြင့်သူသည်ရှေ့သို့တိုးလာသည်သူမျက်နာကဒေါသနှင့်လူအများရှေ့တွင်စူပူကျိမ်းမောင်းခံရခြင်းကြောင့်ရှရွံ့မှုတို့ဖြင့်หนีရဲနေသည်သို့သောသူအတွက်မလုံလောက်သေးပေသူသည်ရက်ဆက်စွာခြေထောက်ကိုမြှောက်ကာဒေါခင်ညွန့်၏မျက်နာကိုပြင်းထန်စွာကန်လိုက်သည်မင်းနောင်တရအောင်လို့ဟုသူကညီးတွားရင်းအော်ဟစ်လိုက်သည်ထိုကန်တန်ကြောင့်ဒေသခံအချို့ကထိုအကြမ်းဖက်မှုကိုဓာတ်ရိုက်မကြည့်နိုင်သဖြင့်မျက်နှာလွှဲသွားကြသည်ဒေါခင်ညွန့်၏ကိုယ်ခန္ဓာကရင်းရိုင်သွားပြီးသူမ၏နှုတ်ခမ်းမှသွေးများစီးကျလာကပူပြင်းသောလမ်းမပေါ်သို့ဆူဆွတ်သွားသည်သို့သောလူတိုင်းကိုအံ့အားသင့်စေသည်မှာသူမ၏မျက်လုံးများကပွင့်လျက်ရှိနေသေးသည်သူမကမငိုမအော်အနှဲငယ်မျှပင်မငြင်းညူပေသူမ၏အသက်ရှူသံကပုံမှန်ရှိနေပြီးသူမ၏မျက်လုံးများကကိုကျော်စင်ကိုတဲ့တဲ့ကြည့်နေသည်ထိုကြည့်သည်ကြောက်ရွံ့မှုအကြည့်မဟုတ်ပဲတည်ငြိမ်သောနက်ရှိုင်းသောချင်းချောက်သောဒေါသအကြည့်ဖြစ်သည်ဒေသခံများ၏တီးတိုးတန်များလူအုပ်ကြားတွင်စတင်ကြားလာရသည်သူမမူးသွားဘူးအံ့ဩစရာပဲအဖွားကြီးကအယမ်းတန်မာတာပဲသူမရှိတွင်ရက်နေသည့်ကိုကျော်စင်ကမူတန်တရားဝင်လာပုံရသည်အစောပိုင်းကစုပ်ထားသောသူ၏လက်များကအနှဲငယ်တုံရင်လာသည်အောက်မှနေ၍ဒေါခင်ညွန့်ကသူမ၏ခေါင်းကိုဖြည်းဖြည်းချင်းမြောက်ကာထိုခန္ဓာကိုယ်ကြီးသောအမျိုးသား၏မျက်နှာကိုတန်မဏိကဲ့သို့ပြတ်သားသောအကြည့်ဖြင့်ကြည့်လိုက်သည်သူမ၏နှုတ်ခမ်းထိပ်ရှိသွေးများကိုလက်ဖမိုးဖြင့်တုပ်လိုက်ပြီးတိုးတိုးလေးသို့သောရှင်းရှင်းလင်းလင်းပြောလိုက်သည်မာဒါကမင်းဥပဒေကိုထိမ့်သိမ့်တဲ့နီလာကောင်လေးသူမ၏အတန်ကတည်ငြိမ်တော်လဲစကလုံးတိုင်းကပတ်ဝန်းကျင်ကိုတုံ့လို့သွားစေသည်ဒေသခံများတိတ်ဆိတ်သွားကြသည်လေတိုက်ခတ်နေတော်လဲရက်တန့်သွားသလိုပင်ထိုတိတ်ဆိတ်မှုကြားတွင်ဒေါခင်ညွန့်၏ရင်ထဲ၌ကြီးမားသောအရာတစ်ခုပေါ်ပေါက်လာပြီးဖြစ်ကြောင်းလူတိုင်းသိကြသည်ရက်ဆက်သောကန်ချက်အပြီးစက္ကန့်အနည်းငယ်အကြာတွင်ပတ်ဝန်းကျင်ကရုတ်တရက်တိတ်ဆိတ်သွားသည်လေတိုက်တန်နှင့်လေချောင်းထဲတွင်အသက်အောင်ထားသောဒေသခံများ၏အသက်ရှူသံမှလွဲ၍ညီသည့်အတန်မျှတိတ်ဆိတ်မှုကိုမချိုးဖောက်နိုင်ပေအစောပိုင်းကစီကားနေသောလမ်းကအေးခဲသွားသလိုပင်ကိုကျော်စင်သည်ရင်ဘတ်ကအသက်ရှူသံပြင်းပြင်းဖြင့်လမ်းမလယ်တွင်ရက်နေကသူ၏ရှေ့တွင်လဲကျနေသည့်ဒေါခင်ညွန့်၏ကိုယ်ခန္ဓာကိုကြည့်နေသည်လူအများရှေ့တွင်သူ၏အာဏာကိုတက်တေပြလိုက်တကဲ့သို့သူ၏မျက်နာကကျေနပ်နေပုံရသည်သူကမေးစေ့ကိုမြှောက်ကားကြည့်နေသည့်ဒေသခံများကိုကြည့်ပြီးကျဲလောင်းစွာပြောလိုက်သည်မှာဘသူကဒီမှာအာဏာရှိလဲဆိုတာသိပါစေညီသူမျှမဖြေကြပေသို့သောဒေသခံများ၏အကြည့်များတွင်ထိမ့်ချုပ်ထားသောဒေါသနှင့်တကယ်ကြောက်ရွံ့မှုများပြည့်နှက်နေသည်သို့သောမကြာမီတစုံတရာဖြစ်ပျက်လာသည်လဲကျနေသောဒေါခင်ညွန့်၏ကိုယ်ခန္ဓာကဖြည်းဖြည်းချင်းလှုပ်ရှားလာသည်ပထမတော့သူမ၏လက်ချောင်းများကလမ်းမကိုဖိလိုက်သည်ထို့နောက်သူမ၏ပခုံးများကပါလိုက်ပါလာသည်သူမသည်ကိုယ်ခန္ဓာကိုလက်တစ်ဖက်ဖြင့်ထောက်ကာဖြည်းဖြည်းချင်းဖြောင့်နှန်းစွာမတက်ရက်လိုက်သည်သူမကိုမြင်သောဒေသခံများကချက်ချင်းဆိုသလိုကြောက်လန့်တကြားတီးတိုးပြောဆိုလာကြသည်။အိုဖျားသခင်သူမပြန်ထလာပြီဟုတစုံတဦးကအော်ပြောလိုက်သည်အချို့လူများကမတိစိတ်မှပင်နောက်ဆုတ်သွားကြသည်ကိုကျော်စင်ကထိုမြင်ကွင်းကိုမျက်မှောင်ကျုပ်ကြည့်နေသည်ဒါဘာဖြစ်တာလဲဟုသူကတိုးတိုးလေးရေရွတ်သည်သူမြင်နေရသည်ကိုမယုံနိုင်သလိုပင်ပြည့်ပြည့်ဝဝမတ်တရက်သည်နှင့်ဒေါခင်ညွန့်သည်ကိုကျော်စင်ကိုတဲ့တဲ့ကြည့်လိုက်သည်သူမ၏မျက်နာကသွေးများပေကျန်နေတော်လဲသူမ၏မျက်လုံးများကအေးဆက်တည်ငြိမ်ပြီးကြက်သီးမွေးညင်းထစေမိတစုံတရာကိုထုတ်ဖော်ပြသနေသည်မင်းဟုသူမကတိုးတိုးလေးပြောလိုက်သည်သူမ၏အတန်ကလေးနက်ပြီးဟိန်းထွက်နေသည်မင်းကမင်းရဲ့အမေကိုယ်တိုင်ကိုကန်ရဲတဲ့ကောင်လေးထိုစကားကရိုးရှင်းတော်လဲမြေကြီးအတွင်းမှထွက်ပေါ်လာသောအတန်ကဲ့သို့ပင်လေးလံခိုင်မာပြီးရင်ထဲသို့ထိုးဖောက်ဝင်ရောက်နေသည်ကိုကျော်စင်ကချက်ချင်းဆိုသလိုတလှမ်းနောက်ဆုတ်လိုက်သည်မျက်လုံးများကပြူးကျဲလာသည်
သူ၏ကိုယ်ခန္ဓာကရုတ်တရက်တင်းမာလာသည်ကိုသူမသိခဲ့ပေပတ်ဝန်းကျင်ရှိလေများကရုတ်တရက်အေးဆက်လာသည်နေ့လည်ခင်း၏ပူပြင်းသောအပူချိန်နှင့်မကိုက်ညီပေဒေသခံများကတဦးကိုတဦးကြည့်လိုက်ကြသည်အချို့ကတုံရင်လာကြသည်နေကခေါင်းပေါ်တွင်ပြင်းထန်နေစေဖြစ်တော်လဲတစုံတဦးကတိုးတိုးလေးပြောလိုက်သည်အဲ့ဒီအတန်ကဘာလို့ထူးဆန်းနေတာလဲသူစီကလာတာမဟုတ်တလို့ပဲကိုကျော်စင်ကတရွေးမျိုးချလိုက်သည်သူ၏ကြောက်ရွံ့မှုကိုဖုံးကွယ်ရန်ရေရန်စူးစားတော်လဲသူ၏အတန်ကခြောက်သွေ့နေသည်အဖွားဆုံးတက်တွေတုံးနေတာလားဟုသူကပြုံးရောင်ပြူကာပြောလိုက်သည်သို့တော်ဒေါခင်ညွန့်ကမဖြေပေဖြည်းဖြည်းချင်းရှေ့သို့တိုးလာသည်သူမ၏မျက်လုံးများကထိုခန္ဓာကိုယ်ကြီးသောအမျိုးသား၏မျက်နှာမှမခွာပေသူမ၏ခြေလမ်းတိုင်းကရှင်းရှင်းလင်းလင်းကြားရပြီးပတ်ဝန်းကျင်ကိုပို၍တင်းမာလာစေသည်သူတို့မြင်နေရသည်မှာရိုးရိုးရှင်းရှင်းခုခံမှုတစ်ခုထက်ပိုသည်ကိုလူတိုင်းသိကြသည်ပတ်ဝန်းကျင့်ရှိလေများကရုတ်တရက်လေးလံလာသည်လူများကရင်းကိုရင်ဘတ်ကိုဖိထားသလိုခံစားရသည်ဒေါခင်ညွန့်သည်လမ်းလေခေါင်တွင်ဖြောင့်တန်းစွာရက်နေသည်သူမ၏ကိုယ်ခန္ဓာကဖုံမှုများနှင့်သွေးစွန်းထင်းနေသည်သို့တော်သူမ၏မျက်နှာတွင်အားနည်းသည့်လက္ခဏာအနည်းငယ်မျှပင်မရှိပေသူမ၏အကြည့်ကတဖြောင့်တည်းအေးဆက်နေသည်သူမ၏နဖူးဆက်မှစီးကျနေသောသွေးများကမေးစေးအထိစီးကျနေတော်လဲသူမကလုံးဝမတုပ်ဘဲနေသည်သူမကအသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက်တိုးတိုးလေးသို့သောရှင်းရှင်းလင်းလင်းပြောလိုက်သည်ကောင်လေးကိုကျော်စင်ငါအကြာကြီးတီးခံခဲ့တယ်ဒါပေမဲ့ဒီနေ့တော့တီးခံခြင်းကုန်ဆုံးသွားပြီးသူမ၏အတန်ကတည်ငြိမ်တော်လဲအဘယ်ကြောင့်မှန်းမသိလမ်းတစ်လျှောက်လုံးပဲ့တင်ထက်နေသလိုပင်ကိုကျော်စင်ကရဲရင်ဟန်ဆောင်ရန်စူးစမ်းနေစေဖြစ်သည်သူ၏မျက်နာကအယောင်စတင်မှိန်လာတော်လဲသူကကျဲလောင်စွာနှာမှုတ်လိုက်သည်သူ့ရင်ဘတ်ထဲတွင်စတင်တွားသွားနေသောကြောက်ရွံ့မှုကိုဖုံးကွယ်ရန်စူးစမ်း၍ဖြစ်သည်ဟေးယူးနေတဲ့အဖွားမင်းဘာလို့မလို့လဲဟန်ဟုသူကအတန်ကျဲကျဲဖြင့်အော်ဟစ်လိုက်သည်သို့သောသူ၏အတန်ကတုံရင်နေသည်အစောပိုင်းကလိုမခိုင်မာတော့ပေသူကသူ၏လူများကိုကြည့်လိုက်သည်သို့သောသူတို့ကမလုံမရှက်ရက်နေကြသည်မည်သူမျှရှေ့သို့မတက်ရဲပေသူတို့အားလုံးသည်သူတို့ရှေ့တွင်ရက်နေသည့်အမျိုးသမီးကြီး၏ပုံရိပ်ကြောင့်မလုံမရှက်ရက်နေကြသလိုပင်ဘာလို့အားလုံးတိတ်ဆိတ်နေတာလဲသူ့ကိုဖမ်းဆန်းဟုသူကထပ်မံအော်ဟစ်လိုက်သည်သို့သောမည်သူမျှရှေ့သို့မလာပေဒေါခင်ညွန့်ကသူ့ကိုစူးစူးဆိုင်ဆိုင်ကြည့်နေသည်စကားတခွန်းမျှမပြောဘဲသူမသည်ဖြည်းဖြည်းချင်းရှေ့သို့တိုးလာသည်သူမ၏ခြေလမ်းတိုင်းကလမ်း၏တိတ်ဆိတ်မှုကြားတွင်ရှင်းရှင်းလင်းလင်းကြားရသည်တထောက်တောက်သူမ၏ဖနက်တံများကလမ်းမပေါ်တွင်တထောက်တောက်မြည်နေသဖြင့်ကြည်နေသည့်ဒေသခံများတရွေးမျိုးချလိုက်ကြသည်သူမ၏မျက်နှာတွင်မြည်သည့်စိတ်ခံစားမှုမှမပြပေသို့သောသူမ၏မျက်လုံးများကပြောင်းလဲသွားပြီဖြစ်သည်ပြက်သားဒေါသအပြည့်ပါဝင်နေတော်လဲထိမ့်ချုပ်ထားသည်သူမဘာလုပ်မည်ကိုတိတိကျကျသိသူတဦးကဲ့သို့ပင်ကိုကျော်စင်နောက်ဆုံးတွင်မခံနိုင်တော့ပေသူသည်လက်ကိုမြှောက်ကာဒေါခင်ညွန့်ကိုလက်ညှိုးထိုးရင်းအော်ဟစ်လိုက်သည်မှာမချင်းကပ်နဲ့ဒါကဥပဒေကိုဆန့်ကျင်တာလို့သတိပေးမယ်သို့တော်သူမ၏စကားလုံးများကပျောက်ကွယ်သွားသည်ဒေါခင်ညွန့်ကသူ့ရှေ့သို့မြ мян လှမ်းလိုက်သောကြောင့်ဖြစ်သည်မျက်စိတမိတ်အတွင်းတွင်သူတို့ကြားရှိအကွာဝေးပျောက်ကွယ်သွားသည်ကိုကျော်စင်ကတလန်းနောက်ဆုတ်ရန်အချိန်မီလိုက်တော်လဲနောက်ကျသွားပြီဖြစ်သည်ဒေါခင်ညွန့်၏ကိုခန္ဓာကသူ့ရှေ့တွင်တိတိကျကျရောက်နေပြီဖြစ်သည်သူမ၏တောက်လောင်နေသောမျက်လုံးများမှနေ၍ယခုနောက်ပိုင်းဖြစ်ပျက်မိအရာများသည်ရိုးရိုးဒေါသထွက်ခြင်းမျှမဟုတ်တော့ကြောင်းလူတိုင်းသိကြသည်မျက်စိတမိတ်အတွင်းတွင်စုဆောင်းထားသောတင်းမာမှုများနောက်ဆုံးတွင်ပေါက်ကွဲသွားသည်ဒေါခင်ညွန့်သည်ရှေ့သို့မြ мян တိုးလာပြီးကိုကျော်စင်၏ရင်ဘတ်ကိုလက်ရဘက်လက်ဖြင့်ပြင်းထန်စွာထိုးလိုက်သည်သူမ၏ထိုးတံကလေထဲတွင်ပဲ့တင်ထက်သွားသည်အံ့အားသင့်သွားသောဒေသခံများ၏အော်ဟစ်တံများကလိုက်ပါလာသည်ကိုကျော်စင်၏ခန္ဓာကိုယ်ကြီးသည်နောက်သို့အနှဲငယ်လွင့်စင်သွားပြီးကင်းလဲဆိုင်ကယ်ကိုဝင်တိုက်မိသဖြင့်ဆိုင်ကယ်ကလဲကျကာလမ်းမပေါ်တွင်စူညံစွာအတန်မြည်သွားသည်။အိုဖျားသခင်အဖွားကြီးကကိုကျော်စင်ကိုထိုးလိုက်ပြီးဟုလူအုပ်ထဲမှတစုံတဦးကအော်ပြောလိုက်သည်ဒေသခံများ၏အတန်များကအံ့အားသင့်ခြင်းထိတ်လန့်ခြင်းသူတို့မြင်တွေ့ခဲ့ရသည်ကိုမယုံကြည်နိုင်ခြင်းတို့ရောနှောကာချက်ချင်းဆိုသလိုပေါက်ကွဲလာသည်ကိုကျော်စင်ကပြင်းပြင်းထန်ထန်ချောင်းဆိုးလိုက်သည်သူ၏လက်များကနာကျင်နေသည့်ရင်ဘတ်ကိုဖိထားသည်ဒါဘာဖြစ်တာလဲဟုသူကအတန်ရှည်ကြီးဖြင့်ညီးတွားလိုက်ပြီးနောက်မျက်နှာနီရဲကဒေါသအပြည့်ဖြင့်ပြန်ထရန်စူးစားသည်သို့သောသူ့ကိုခန္ဓာမမတ်မရက်နိုင်ခင်တွင်ဒေါခင်ညွန့်က
ဦးစွာလှုပ်ရှားလိုက်သည်ခိုင်မာသောခြေလမ်းဖြင့်သူမသည်အနှဲငယ်လှဲ့ပြီးကိုကျော်စင်၏ဝမ်းပိုက်ကိုပြင်းပြင်းထန်ထန်ကန်လိုက်သည်ငါမခုခံနိုင်ဘူးလို့ထင်သလားဟန်သူမ၏အတန်ကကျဲလောင်ပြီးလမ်းလေကောင်တွင်ရှင်းရှင်းလင်းလင်းကြားရသည်ထိုပြင်းထန်သောထိခိုက်မှုကြောင့်ကိုကျော်စင်နောက်တစ်ဖန်ရိမ့်ရိုင်ကနာကျင်စွာညီးတွားရင်းဒူးထောက်လဲကျသွားသည်ကြည်နေသည့်ဒေသခံများကတိုးတိုးလေးအားပေးကြတော်လဲများစွာသောသူတို့ကမလုံမရှက်ရက်နေကြသည်ကိုကျော်စင်၏လူအချို့ကသူတို့၏ခေါင်းဆောင်ကိုကူညီရန်အလိုအလျောက်ရှေ့တိုးလာရန်ကြိုးစားတော်လဲဒေါခင်ညွန့်၏မျက်လုံးများကိုမြင်သောအခါသူတို့၏ခြေလမ်းများရက်တန့်သွားသည်ထိုကြည့်သည်ရိုးရိုးဒေါသထွက်ခြင်းမျှမဟုတ်ပေထိုနေရာတွင်တစုံတရာရှိသည်သူတို့ကိုတုံရင်စေသောတဲ့ဆုံးတရားထိုဖွားအိုဤကိုခန္ဓာမှထွက်ပေါ်လာသောအရာကထူးဆန်းနေသည်ပတ်ဝန်းကျင်ရှိလေများတုံရင်နေသလိုပင်သူတို့ထဲမှတဦးကတိုးတိုးလေးပြောလိုက်သည်မှာတထေးကျွန်တော်တို့မချင်းကပ်ကြတာပိုကောင်းမယ်ဒေါခင်ညွန့်သည်ဖြောင့်တန်းစွာရက်နေသည်သူမ၏အသက်ရှူတန်ကပုံမှန်ရှိနေသည်သူမထက်နှစ်ဆကြီးသောအမျိုးသားကိုထိုးနှက်ခဲ့တော်လဲသူမ၏မျက်နှာမှသွေးများမချောက်သေးတော်လဲသူမကပို၍တန်မာလာပုံရသည်သူမသည်ရက်ရန်ကြိုးစားနေသည့်ကိုကျော်စင်ကိုကြည့်ပြီးတည်ငြိမ်သောအတန်ဖြင့်သို့သောထိုးဖောက်ဝင်ရောက်သောလေတံဖြင့်ပြောလိုက်သည်မှာမင်းကခုခံမတက်တဲ့သူတွေကိုအယမ်းကြာကြာဖိနှိပ်ခဲ့တယ်။ကောင်လေးအခုတော့ပြန်ဖိနှိပ်ခံရတာဘာအဓိပ္ပာယ်လဲဆိုတာခံစားလိုက်သူမ၏စကားများကြောင့်ဒေသခံများကအနှဲငယ်အားပေးကြသည်။အချို့ကလက်ခုပ်တီးကြသည်အချို့ကမူအံ့ဩခြင်းနှင့်ကြောက်ရွံ့ခြင်းတို့ရောနှောကာကြည့်နေကြသည်ကိုကျော်စင်ကသွားများကိုကြိတ်လိုက်သည်သို့တော်သူမလှုပ်ရှားခင်တွင်ဒေါခင်ညွန့်၏ခြေလမ်းများကထပ်မံချင်းကပ်လာသည်ထိုတိုက်ပွဲမပြီးဆုံးသေးကြောင်းလူတိုင်းသိကြသည်ကိုကျော်စင်၏ကိုခန္ဓာသည်နောက်ဆုံးတွင်လမ်းလေခေါင်သို့လဲကျသွားသည်ပူပြင်းသောလမ်းမပေါ်သို့ပြင်းထန်စွာပစ်ချခံလိုက်ရသည်သူ၏အသက်ရှူတန်ကမမှန်တော့ပေသူ၏အစိမ်းရောင်ယူနီဖောင်းကဖုံမှုများနှင့်သွေးစွန်းထင်းနေသည်သူသည်ကိုခန္ဓာကိုထိန်းချုပ်ရန်ကြိုးစားတော်လဲသူ၏ခွန်အားများကုန်ဆုံးသွားပြီဖြစ်သည်အားငါမဟုတ်ဘူးဟုသူကတုံရင်သောအတန်ဖြင့်မကြားရလူနီးပါးပြောလိုက်သည်သူ၏မျက်နှာကဒဏ်ရာများပြည့်နေပြီးမျက်လုံးများကတဝက်တစ်ပြက်ပွင့်နေသည်သို့သောသူ၏စကားမဆုံးခင်တွင်ဒေါခင်ညွန့်အန်ကချင်းကပ်လာပြီဖြစ်သည်ဒေါခင်ညွန့်သည်ညီတိမျှမရှိဘဲကိုကျော်စင်၏လေပင်ကော်လာကိုငုံကင်လိုက်သည်ထိုခန္ဓာကိုယ်ကြီးသောအမျိုးသား၏ကိုခန္ဓာကသူမ၏ပြင်းထန်သောစုပ်ကိုင်မှုကြောင့်အနှဲငယ်မြင့်တက်လာသည်သူတို့၏မျက်နှာများယခုအခါလက်တကမ်းသာကွာဝေးတော့သည်ဒီတစ်ခုမှတ်ထားပါကောင်းလေးဟုနှက်ဆိုင်ပြီးခိုင်မာသောအတန်ဖြင့်ပြောသည်ရဲစွမ်းတတိဆိုတာလူငယ်တွေရဲ့ပိုင်ဆိုင်မှုမဟုတ်ဘူးမှန်ကန်သောအရာဆိုတာယာရုရှိသူတွေရဲ့ပိုင်ဆိုင်မှုလည်းမဟုတ်ဘူးသူမ၏မျက်လုံးများကပြက်သားနေတော့လဲသူမ၏အတန်ကခေါင်းမာသောចောင်းသားတဦးကိုနောက်ဆုံးသင်ခန်းစာပေးနေသည့်ဆရာတဦးကဲ့သို့တည်ငြိမ်နေသည်ဒေါခင်ညွန့်၏လက်ရှိသွေးကြောများတင်းမာလာပြီးသူမ၏ကိုခန္ဓာကအသက်ကြီးတော်လဲသူမ၏ခွန်အားကပုံမှန်ထက်များစွာတာလွန်နေကြောင်းပြသနေသည်ကိုကျော်စင်ကသူမကိုလွတ်နေသောအကြည့်ဖြင့်သာကြည်နိုင်တော့သည်သူ၏အသက်ရှူတန်ကမမှန်တော့သူ၏ကိုခန္ဓာကတုံရင်နေသည်မာနများမရှိတော့အမိန်ပေးတံများမရှိတော့နောက်ကျမှရောက်လာသောကြောက်ရွံ့မှုနှင့်နောက်တများသာရှိသည်ဒေါခင်ညွန့်ကသူမ၏စုပ်ကိုင်မှုကိုဖြည်းဖြည်းချင်းလွှတ်လိုက်ပြီးထိုခန္ဓာကိုယ်ကြီးသောအမျိုးသားသည်ကျဲလောင်သောအတန်ဖြင့်လမ်းမပေါ်သို့ပြန်လဲကျသွားသည်ကိုကျော်စင်၏ခေါင်းကဘေးဘက်သို့လှဲသွားပြီးမျက်လုံးများကပိတ်သွားကာထိုနေရာတွင်ပင်သတိလစ်သွားသည်အစောပိုင်းကတည်းကအသက်အောင့်ထားသောဒေသခံများကနောက်ဆုံးတွင်ရောနှောတုံ့ပြန်မှုများဖြင့်ပောက်ကွဲလာကြသည်။အိုဖျားသခင်သူလဲကျသွားပြီဟုအမျိုးသမီးတဦးကအံ့အားသင့်သောအတန်ဖြင့်အော်ပြောလိုက်သည်။အချို့လူများကချက်ချင်းဆိုသလိုပြေးလာကြတော့လဲလမ်းလေတွင်ရက်တန့်သွားကြသည်ထိုမျိုးသား၏ကိုယ်ပေါ်တွင်ရက်နေစေဖြစ်သည့်ဒေါခင်ညွန့်နှင့်အလွန်နီးကပ်စွာမချင်းကပ်ရဲကြပေတီးတိုးတန်များကလေးဘက်လေးတန်မှစတင်ကြားလာရသည်ကိုကျော်စင်အဖွားကြီးကိုရှုံးသွားပြီးနောက်ဆုံးထိုးချက်တစ်ချက်နဲ့လဲကျသွားတာငါကိုယ်တိုင်မြင်လိုက်တာအံ့ဩစရာပဲသူမကအယမ်းတန်မာတာပဲထိုအတော်အတွင်းဒေါခင်ညွန့်ကတိတ်ဆိတ်စွာရက်နေသည်သူမ၏မျက်နှာကအေးဆက်နေစေဖြစ်သည်သူမကဂုံမယူမပြုံးပေလဲကျနေသောကိုကျော်စင်၏ကိုခန္ဓာကိုတည်ငြိမ်သောအမူအရာဖြင့်သာကြည်နေသည်မှန်ကန်စွာလှုပ်ဆောင်သင့်သည့်တရားမျှတမှုကိုတိဆောက်လိုက်သူတဦးကဲ့သို့ပင်နေ့လည်ခင်းလေကပို၍ပူပြင်းလာတော်လဲဒေါခင်ညွန့်သည်လမ်း
လဲခေါင်တွင်ဖြောင့်တန်းစွာရက်နေသည်အခုလေးတင်ပြီးဆုံးသွားသောတိုတောင်းသောတိုက်ပွဲအပြီးတွင်သူမ၏အသက်ရှူတန်ကပြင်းထန်နေသည်သူမ၏မျက်နှာကဖုံမှုများနှင့်သွေးစွန်းထင်းနေတော်လဲသူမ၏အကြည့်ကပြတ်သားပြီးအပြည့်အဝသတိရှိနေစေဖြစ်သည်ပတ်ဝန်းကျင်ရှိဒေသခံများ၏အတန်များတဖြည်းဖြည်းပြန်လည်ကြားလာရသည်အချို့ကအံ့အားသင့်နေစေဖြစ်ပြီးအချို့ကဖုံးများဖြင့်မှတ်တမ်းတင်ရန်စ조사နေကြသည်ထိုဆူညံတန်များကြားတွင်ဒေါ်ခင်ညွန့်ကတက်ပြင်းရှည်ကြီးချပြီးနောက်သူမ၏ဝိယုံအိတ်ထဲသို့လက်ကိုထည့်ကာသေးငယ်ပြီးအိုဟောင်းနေပုံရသောမိုဘိုင်းဖုန်းတစ်လုံးကိုထုတ်လိုက်သည်သူမ၏လက်များအနှဲငယ်တုံရင်နေတော်လဲသူမကခလုတ်ကိုနှိပ်ကာဖုန်းကိုနားသို့ကပ်လိုက်သောအခါသူမ၏အတန်ကခိုင်မာပြီးပြတ်သားနေသည်ရင်အခုလာခဲ့မင်းအမေမင်းကိုလိုတယ်ဟုသူမကအာမနာစတန်ပြောလိုက်သည်သူမ၏စကားကတိုတောင်းတော်လဲသူမ၏လေတံကရှင်းလင်းပြီးအတိပ္ပယ်ပြေဝနေသည်အနည်းဆုံးတွင်ရက်နေသည့်ဒေသခံအချို့ကအဖွားအိုတဦး၏ပါဇက်မှထိုမြခိုင်မာသောအမိန့်တန်ထွက်ပေါ်လာသည်ကိုကြားရသောအခါအံ့အားသင့်စွာဖြင့်တဦးနှင့်တဦးကြည့်လိုက်ကြသည်နှစ်စက္ကန့်ပင်မကြာမီတစ်ဖက်မှမိန်းကလေးတဦး၏အတန်ကမြန်ဆန်ပြီးစီကန်းရှိစွာပြန်ဖြေသည်ဟုတ်ကဲ့အမေချက်ချင်းလာခဲ့ပါမယ်ထိုအဖြေကအထက်အရာရှိထံမှဓာတ်ရိုက်အမိန့်ကိုလက်ခံရရှိသည့်စစ်သားတဦး၏အတန်ကဲ့သို့ပင်တီးတိုးတန်များကလူအုပ်ကြားတွင်ချက်ချင်းဆိုသလိုပြန့်နှံ့သွားသည်လူငယ်တဦးကသူ၏တငယ်ချင်းကိုတိုးတိုးလေးပြောလိုက်သည်ရင်ဆိုတာဘသူလဲသူ၏တငယ်ချင်းကပခုံးတွန့်ပြသည်ဒေါ်ခင်ညွန့်ရဲ့သမီးထင်နှင့်ကြည်နေသည့်အမျိုးသားကြီးတဦးကအတန်တိုးတိုးဖြင့်သို့တော်လေးနဲ့စွာပြောလိုက်သည်မှာဟုတ်တယ်ငါသိတယ်သူသမီးကကိုပစစ်တပ်ဖွဲ့ဝင်တဦးပဲအစကတည်းကသူ့အမေလိုပဲခိုင်မာတဲ့သူပဲထိုစကားကြောင့်ဒေသခံအချို့ချက်ချင်းဆိုသလိုတိတ်ဆိတ်သွားကြသည်ယခုအခါဒေါ်ခင်ညွန့်၏ရဲစွန်းတတ္တိသည်အခြားလူများထက်ဘာကြောင့်ကွဲပြားခြားနားရသနည်းဆိုသည်ကိုသူတို့စတင်နားလည်လာကြသည်ဒေါ်ခင်ညွန့်သည်ဖုန်းကိုဖြည်းဖြည်းချင်းချလိုက်ပြီးလမ်းမပေါ်တွင်သတိလစ်လဲကျနေစေဖြစ်သည့်ကိုကျော်စင်၏ကိုခန္ဓာကိုကြည့်လိုက်သည်ပတ်ဝန်းကျင်ရှိလေများကပူပြင်းနေစေဖြစ်တော်လဲသူမ၏မျက်နှာကတည်ငြိမ်နေစေဖြစ်သည်ဒီမှာဘာဖြစ်ခဲ့လဲဆိုတာငါသမီးသိဖို့အချိန်တန်ပြီးဟုသူမကတိုးတိုးလေးရေရွတ်လိုက်သည်ထို့နောက်သူမသည်ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်ကြည့်နေသည့်ဒေသခံများကိုအံ့ဩခြင်းနှင့်ကြောက်ရွံ့ခြင်းတို့ရောနှောကာကြည့်နေကြသည်မစိုးရိမ်ပါနဲ့ဟုသူမကအတန်တိုးတိုးဖြင့်သို့တော်ခိုင်မာစွာပြဩသည်မှန်ကန်သောအရာကသူ့နေရာမှာရက်တည်နေပြီးထိုစကားကဒေါ်ခင်ညွန့်အတွက်ယခုလေးတင်ဖြစ်ပျက်ခဲ့သည့်အရာသည်လက်စားချေခြင်းမဟုတ်ဘဲတရားမျှတမှုကိုဖောက်ဖျက်သူမည်သူမဆိုအတွက်သင်ခန်းစာတစ်ခုဖြစ်ကြောင်းအလေးထားပြောကြားလိုက်သည်ဒေသခံများ၏လူအုပ်ကတိတ်ဆိတ်နေစေဖြစ်သည်သူတို့မြင်တွေ့ခဲ့ရသည်ကိုမယုံနိုင်သေးပေကိုကျော်စင်၏ကိုခန္ဓာကသတိလစ်လဲကျနေပြီးဒေါ်ခင်ညွန့်သည်ဖုံမှုများနှင့်နေရောင်အောက်ပူပြင်းနေသောလမ်းလေကောင်တွင်ဖြောင့်နှန်းစွာရက်နေသည်သို့သောရုတ်တရက်ပတ်ဝန်းကျင်ကပြောင်းလဲသွားသည်လေများကမြည်သည့်အရက်မှန်းမသိပြင်းထန်စွာတိုက်ခတ်လာသည်ခြောက်တွေ့သောအရွက်များကမမြင်နိုင်သောစွမ်းအားဖြင့်ဆွဲငင်ထားသကဲ့သို့လေထဲတွင်လဲပတ်နေကြသည်ဒေသခံများကမျက်နှာရှုပ်ထွေးစွာဖြင့်တဦးကိုတဦးကြည့်လိုက်ကြသည်ဘာလို့လေတွေရုတ်တရက်ဒီလောက်ပြင်းထန်နေရတာလဲဟုအမျိုးသမီးတဦးကတီးတိုးပြောလိုက်သည်အခုလေးတင်ပူနေတာပဲဟုအခြားတဦးကပြန်ဖြေသည်မျက်လုံးအားလုံးကယခုအခါကောင်းကင်ကိုကြည့်နေသောဒေါ်ခင်ညွန့်အပေါ်တွင်ရောက်နေသည်သူမ၏ခေါင်းမှသပင်ဖြူများကလေတိုက်ခတ်၍တုံရင်နေသည်သူမ၏ဝိယုံကဖြည်းဖြည်းချင်းလွင့်နေသည်သူမကအပေါ်ကိုကြည့်ရင်အသက်ပြင်းပြင်းရှူသွင်းလိုက်သည်သူတို့ကငါ့ကိုရိုးရိုးဖွားအိုတယောက်လို့ထင်ကြတာဟုသူမကတိုးတိုးလေးပြောသည်သူမကိုယ်တိုင်နှင့်စကားပြောနေသလိုပင်သို့သောထိုအတန်ကပတ်ဝန်းကျင်ရှိလူအားလုံးကြားအောင်ရှင်းရှင်းလင်းလင်းကြားရသည်လေးလံဟိမ့်ထွက်နေပြီးရှင်းပြရန်ခက်ခဲသောထူးဆန်းသည့်စွမ်းအားများပါဝင်နေသည်ဒေါ်ခင်ညွန့်ကသူမ၏မျက်လုံးများကိုဖြည်းဖြည်းချင်းမှိတ်လိုက်သည်သူမ၏လက်နှစ်ဖက်ကကိုယ်ခန္ဓာဘေးတွင်တွဲလောင်းကျနေသည်မျက်စိတမိတ်အတွင်းတွင်ပတ်ဝန်းကျင်ရှိဖုံမှုများပို၍မြင်မြန်လေပတ်လာပြီးသူမရက်နေသောမြေပြင်ပေါ်တွင်ဝဲကရက်ငယ်လေးတစ်ခုဖြစ်ပေါ်လာသည်ကြည်နေသည့်ဒေသခံများအသက်အောင်ထားကြသည်သူ့တန်ရာတွေကိုကြည်တန်ရာတွေပြောင်းနေပြီးဟုလူငယ်တဦးကကြောက်လန့်တကြားအော်ပြောလိုက်သည်မှန်သည်ဒေါ်ခင်ညွန့်၏မျက်နှာနှင့်နဖူးဆက်ရှိအစောပိုင်းကရှင်းရှင်းလင်းလင်းမြင်နေရသည့်တန်ရာများယခုအခါဖြည်းဖြည်းချင်းမှိန်ဖြော့သွားသည်ပါးပေါ်မှခြောက်သွေ့နေသောသွေးများကသူမ၏အရေပြားထဲသို့ပြန်လဲဆုပ်ယူသွားသလိုပင်
ကိုကျော်စင်ဤကံကြက်ရာများကလုံးဝပျောက်ကွယ်သွားသည်ကွန်းရာဆိုင်ရှိတွင်ရက်နေသည့်အမျိုးသားတဦးသည်စိတ်လိတ်ကိုလက်ထဲမှလွတ်ကျသည့်အထိဖြစ်သွားသည်ဒါမဖြစ်နိုင်ဘူးငါကိုယ်တိုင်အခုလေးတင်သွေးထွက်နေတာမြင်လိုက်တာပတ်ဝန်းကျင်ရှိမျက်နှာများကကြောက်ရွံ့မှုနှင့်စကလုံးများဖြင့်ဖော်ပြ၍မရသောလေးစားကြည်ညိုမှုတို့ရောနှောကစတင်ပြောင်းလဲလာကြသည်ဖြည်းဖြည်းချင်းဒေါခင်ညွန့်သည်သူမ၏မျက်လုံးများကိုပြန်ဖွင့်လိုက်သည်သူမ၏အကြည့်ကယခုအခါကွဲပြားခြားနားနေသည်ပို၍ပြတ်သားပို၍အသက်ဝင်နေပြီးရှင်းပြရန်ခက်ခဲသောစွမ်းအားများပုံကွယ်နေသလိုပင်သူမ၏အတန်ကတည်ငြိမ်တော်လဲခိုင်မာစွာဟိမ့်ထွက်နေသည်ရောယုံတက်ပညာတရားမျှတမှုမတည်မချင်းမပျက်စီးနိုင်ဘူးထိုအတန်ကြောင့်လူတိုင်းတိတ်ဆိတ်သွားကြသည်အချို့လူများကချက်ချင်းဆိုသလိုအနှဲငယ်ဒူးထောက်ကမတိစိမ့်မှပင်ဆူတောင်းကြသည်အခြားသူများကမူသူမကိုမလုံမရှက်ကြည့်နေကြသည်လေများရက်တန့်သွားပြဖုံမှုများဖြည်းဖြည်းချင်းမြေပြင်ပေါ်သို့ကျလာကပတ်ဝန်းကျင်ကပြန်လည်တိတ်ဆိတ်သွားသည်ထိုနေ့လယ်ခင်းတွင်မြို့ငယ်လေးမှဒေသခံများကရိုးရိုးဖွားအိုတဦးဟုထင်မှတ်ထားသောအမျိုးသမီးကြီးသည်သူမ၏အသက်နှင့်ကိုယ်ခန္ဓာထက်များစွာကြီးမားသောအရာတစ်ခုမှလာသောစွမ်းအားများပုံကွယ်နေကြောင်းသိရှိလိုက်ကြသည်အဝေးမှဆေးအောင်စုံမီးတံများစတင်ကြားလာရသည်ပို၍ကြားလေးပို၍နီးလာလေရဲကားနှစ်စီးနှင့်လူနာတင်ကားတစ်စီးလမ်းဘေးတွင်ရပ်တန့်လိုက်ကြသည်အရာရှိများကလောတကြီးထွက်လာကြတော့လဲသူတို့၏ခြေလမ်းများကသူတို့၏ရှေ့မှမြင်ကွင်းကိုမြင်သောအခါရုတ်တရက်နှေးကွေးသွားသည်သူတို့၏ကြမ်းတမ်းပြီးကြောက်မက်ဖွယ်ကောင်းသောအရာရှိကိုကျော်စင်သည်လမ်းလေကောင်တွင်သတိလစ်လဲကျနေသည်ဒေါခင်ညွန့်သည်ထိုနေရာမှမဝေးဘဲဖြောင့်တန်းစွာရက်နေသည်သူမ၏စပင်များလေတိုက်ခတ်၍ရှုပ်ပွနေသည်မျက်နာကဖုံမှုများပေကျံနေတော်လေသူမ၏အရာကခိုင်မာပြီးကြောက်မက်ဖွယ်ကောင်းနေသည်မြည်သူမျှအမိတ်မရပဲမချင်းကပ်ရဲကြပေဒေသခံများကသူမပတ်လေတွင်စုယုံနေကြသည်အချို့ကစိတ်လှုပ်ရှားစွာငိုကြသည်အချို့ကတိုးတိုးလေးဆူတောင်းကြပြီးကြံသူများကထိုဖြစ်ပျက်ကိုဖုံးများဖြင့်မှတ်တမ်းတင်ရန်အလုပ်များနေကြသည်အဲ့ဒါတကယ်ဒေါခင်ညွန့်ပဲဟုအမျိုးသမီးငယ်တဦးကတိုးတိုးလေးပြောလိုက်သည်သူမကရှေးဟောင်းဒဏ္ဍာရီပုံမြင်ထဲကလူပဲလို့ထင်ခဲ့တာဒါပေမဲ့တကယ်ကိုပဲလမ်းဤပတ်ဝန်းကျင်ကတင်းမာမှုမှတိတ်ဆိတ်မှုသို့ပြောင်းလဲသွားသည်လေတိုက်တန်နှင့်ကိုကျော်စင်ထံသို့ဖြည်းဖြည်းချင်းချင်းကပ်လာသောအရာရှိများ၏ခြေလန်းတံများသာရှိသည်မြည်သည့်ဒေသခံမျှအတန်ကျဲကျဲမထုတ်ရဲကြပေလူတိုင်းသည်ရိုးရိုးတိုက်ပွဲတစ်ခုထက်ပို၍ကြီးမားသောအရာတစ်ခုကိုကြည့်နေကြသလိုပင်ဒေါခင်ညွန့်ကပတ်ဝန်းကျင်ကိုတည်ငြိမ်သောမျက်နှာဖြင့်ကြည့်နေသည်သူမ၏မျက်လုံးများကတည်ငြိမ်တော်လဲသူမကိုကြည့်သူတိုင်းကိုထိုးဖောက်ဝင်ရောက်နေသည့်ပြတ်သားသောအကြည့်ရှိသည်သူမကအသက်ပြင်းပြင်းရှူသွင်းပြီးနောက်ကျဲလောင်းစွာပြောလိုက်သည်သူမ၏အတန်ကလေးနက်တော်လဲစိတ်ကိုငြိမ်သက်စေသည်မတရားမှုကိုဆန့်ကျင်ဖို့မကြောက်ပါနဲ့ဘာလို့လဲဆိုတော့တရားမျှတမှုကတိတ်ဆိတ်မှုကနေမလာဘူးထိုစကားကြောင့်ဒေသခံများကရုတ်တရက်လှုပ်ရှားမှုရပ်တန့်သွားကြသည်မိခင်ဤရှေ့တွင်ရက်နေသည့်ကလေးငယ်တဦးကအံ့အားသင့်စွာကြည့်နေသည်သူမ၏မိခင်ကမျက်ရည်ဝဲဝဲဖြင့်သူမ၏ပခုံးကိုပွေ့ပတ်ထားသည်ထိုစကလုံးများကရိုးရှင်းတော်လဲကြားရသူတိုင်း၏ရင်ထဲတွင်ဆွေးမြဲစွာစိုက်ဝင်သွားသည်ထို့နောက်ဒေါခင်ညွန့်သည်ထိုနေရာမှဖြည်းဖြည်းချင်းထွက်ခွာသွားသည်ရောက်လာသောအရာရှိများကသူမကိုကြည့်နေုံသာရှိသည်သူမကိုမတားဆီးရဲကြပေထိုမျိုးသမီးကရိုးရိုးလူတဦးမဟုတ်ကြောင်းနားလည်ထားသလိုပင်နေကအနောက်ဘက်သို့စတင်ဆောင်လာသည်ဤရောင်ကြီးများကဖုံမှုများနှင့်သွေးစွန်းနေသောလမ်းမပေါ်သို့ပြန်လည်ရိုက်ခတ်နေသည်လူတိုင်းသည်လေးစားခြင်းကြောက်ရွံ့ခြင်းနှင့်ဂုဏ်ယူခြင်းတို့ရောနှောကာသူမ၏နောက်ကျောကိုကြည့်နေကြသည်လေထဲတွင်ပြည့်နှက်နေသည့်တီးတိုးတန်များကြားတွင်တိုးတိုးလေးပြအော်လိုက်သည့်စကားတခွန်းကိုလူအုပ်ထဲမှကြားရသည်ဒီနေ့ကစပြီးဒေါခင်ညွန့်ရဲ့နာမည်ကိုလူတိုင်းမှတ်မိနေတော့မှာပဲရိုးရိုးဒေသခံတဦးအဖြစ်မဟုတ်ပဲအသက်ရှင်နေတဲ့ဒဏ္ဍာရီတစ်ခုအဖြစ်ပြက်ဖြစ်ပွားပြီးနာရီနှင်းငယ်အကြာတွင်ထိုလမ်း၏အခြေအနေကပြောင်းလဲသွားသည်ရဲစည်းကြိုးများထိုနေရာပတ်လည်တွင်ကာထားပြီးဒေသခံများကအဝေးတွင်စုယုံကာတီးတိုးပြောဆိုနေကြသည်အနောက်ဘက်မှအနက်ရောင်ကားတစ်စီးရက်လာသည်တကားပွင့်လာပြီးလက်ရလက်မောင်းတွင်အမှတ်တစိပ်ပါသောယူနီဖောင်းဝတ်အမျိုးသားလေးဦးထွက်လာသည်သူတို့၏ခြေလမ်းများကမြန်ဆန်ပြီးခိုင်မာသည်ဖိုင်များမှတ်တမ်းတင်ကင်မရာများနှင့်မှတ်တမ်းတင်ကိရိယာများတည်ဆောင်လာကြသည်ဧရိယာလုံခြုံပြီလားဟုသူတို့ထဲမှတဦးကတာဝန်ကျရဲကိုမေးသည်
ရိုးရဲကတုံရင်စွာပြန်ဖြေသည်လုံခြုံပါပြီအကိုတန်ရာရသူနဲ့တက်သေးတွေလည်းဒီနားမှာပဲရှိပါသေးတယ်စကားများများမပြောတော့ပဲပြည်ထရေးဌာနအဖွဲ့သည်ချက်ချင်းဆိုသလိုအလုံးစတင်သည်သူတို့သည်အဖြစ်အပျက်ဖြစ်ပွားရာနေရာကိုတေချာစွာစစ်ဆေးသည်သွေးစွန်းနေစေလမ်းမပျက်စီးနေသောကင်းလက်ဆိုင်ကဲနှင့်မြေပြင်ပေါ်တွင်ပြန့်ကျဲနေသောအရာဝတ္ထုအချို့ပြည်ထရေးဌာနအဖွဲ့ဝင်တဦးကအဖြစ်အပျက်ကိုရိုက်ကူးခဲ့သောဒေသခံတဦးထံမှဖုန်းကိုယူလိုက်သည်ဗီဒီယိုတွေအားလုံးကျွန်တော်တို့ကိုပို့ပေးပါအမဒါကစုံစမ်းစစ်ဆေးရေးအတွက်အရေးကြီးတယ်ဟုသူကယဉ်ကျေးစွာသို့သောလေးနက်စွာပြောလိုက်သည်ထိုဒေသခံကခေါင်းညိတ်လိုက်သည်မကြာမီတွင်ထောင်ပေါင်းစုံမှဗီဒီယိုရာပေါင်းများစွာကိုစုဆောင်းပြီးတစ်ခုချင်းစီစစ်ဆေးခဲ့သည်မျက်နှာညှိုးငယ်နေသောပြည်ထရေးဌာနအဖွဲ့ဝင်တဦးကသူ၏တက်ဘလက်ပေါ်တွင်ဗီဒီယိုတစ်ခုကိုဖွင့်ပြသည်မျက်နှာပြင်ပေါ်တွင်ကိုကျော်စင်သည်ဒေါခင်ညွန့်ကိုရက်ဆက်စွာကန်ပြီးနောက်အနိုင်ယူခံရပုံကိုရှင်းရှင်းလင်းလင်းမြင်နေရသည်သူသည်ထိုမျက်နှာပြင်ကိုအကြာကြီးကြည့်ပြီးနောက်တိုးတိုးလေးသို့သောခိုင်မာစွာပြောလိုက်သည်မှာဒါကတရားဝင်စစ်ဆေးမှုမဟုတ်ဘူးသူကဘေးရှိရဲဘော်ကိုကြည့်လိုက်သည်ကြည်စံတာဝန်ပေးစာမရှိဘူးခရိုင်ရဲတပ်ဖွဲ့ကနေညှိနှိုင်းမှုမရှိဘူးကိုကျော်စင်နဲ့သူ့လူတွေကလုံထုံးလုံနည်းကိုကြော်လွန်ပြီးလှုပ်ဆောင်ခဲ့ကြတယ်ဘေးရှိရဲဘော်ကခေါင်းငိမ်ကအစီရင်ခံစာတွင်အမြန်ရေးမှတ်သည်ဒါကိုပြင်းထန်တဲ့ပြစ်မှုအဖြစ်သတ်မှတ်ဖို့ကျွန်တော်တို့တေချာလှုပ်ဆောင်ပါမယ်အကိုထိုနေရာပတ်လည်တွင်ပြည်ထရေးဌာနအဖွဲ့ရောက်လာသည်ကိုမြင်သောဒေသခံများကစိတ်သက်သာရာရသွားကြသည်အစောပိုင်းကလေးကကြည်နေသည့်အမျိုးသားကြီးတဦးကသူ၏တငယ်ချင်းကိုတိုးတိုးလေးမှတ်ချက်ပေးသည်နောက်ဆုံးတော့လာရောက်စစ်ဆေးသူတွေရှိလာပြီးအခြားတဦးကထပ်ပေါင်းပြောသည်ဟုတ်တယ်မှားနေတဲ့အရာရှိတွေကိုလည်းအရေးယူသင့်တဲ့အချိန်ရောက်ပြီးသို့သောထိုလူအုပ်ကြားတွင်ဒေါခင်ညွန့်ကိုမတွေ့ရတော့ပေကြံခဲ့သည်မှာသူမ၏ရဲစွန်းတတိအကြောင်းပုံမြင်သာဖြစ်သည်ယခုအခါပြည်ထရေးဌာနအဖွဲ့သည်ဥပဒေကိုထိန်းသိမ်းရန်သာမကနေပူရှိန်ပြင်းထန်သောနေ့လည်ခင်းတွင်အဖွားအိုတဦးခုခံကာကွယ်ခဲ့သည့်မှန်ကန်သောအရာသည်မတော်တဆမှုမဟုတ်ကြောင်းအတည်ပြုရန်လည်းလာရောက်ခြင်းဖြစ်သည်ထိုနေ့ညနေပိုင်းတွင်ကိုကျော်စင်လဲလျောင်းနေသည့်ဆေးရုံခန်း၌ယူနီဖောင်းပြည့်စုံဝတ်ဆင်ထားသောရဲအရာရှိကြီးနှစ်ဦးအခန်းထဲသို့ဝင်လာသောအခါပတ်ဝန်းကျင်ကတိတ်ဆိတ်သွားသည်သူတို့၏ဖနက်တံများကလေးလံစွာမြည်နေသည်နှင့်အမျှလေထဲတွင်တင်းမာမှုများပြန့်နှံ့လာသလိုပင်ကတင်ပေါ်တွင်ထိုင်နေပြီးမျက်နှာတဝက်ကိုပတ်တီးစီးထားသည့်ကိုကျော်စင်သည်ချက်ချင်းဆိုသလိုခေါင်းငုံလိုက်သည်သူ၏မျက်နှာကဖြူဖြော့နေပြီးနဖူးဆက်မှချွေအေးများစီးကျနေသည့်အရာရှိတဦးကကုတင်အစွန်တွင်ရက်နေပြီးအခြားတဦးကသူ၏လက်ထဲရှိထူရဲသောဖိုင်ကိုဖွင့်လိုက်သည်ကိုကျော်စင်ဟုသူကတည်ငြိမ်တော်လဲခိုင်မာသောအတန်ဖြင့်ပြောသည်ဒီနေ့ကစပြီးမင်းကိုအာဏာအလွဲသုံးစားမှုနဲ့အရက်သားများကိုအကြမ်းဖက်မှုအတွက်ဖမ်းဆီးလိုက်ပြီးထိုစကားကထိုခန်းငယ်လေးတွင်ပဲ့တင်ထပ်သွားသဖြင့်ကိုကျော်စင်တရွေးမျိုးချလိုက်သည်သူ၏လက်များတုံရင်လာပြီးသူစကားပြောရန်ကြိုးစားချိန်တွင်သူ၏နှာခမ်းများတုံရင်နေသည်ကျွန်တော်မှားသွားပါတယ်အကိုဟုသူကတိုးတိုးလေးအတန်အားနည်းစွာနှင့်အကွဲစွာပြောလိုက်သည်သူမော့ကြည့်ရန်ကြိုးစားသောလဲသူ၏အကြည့်ကမြေပြင်ပေါ်သို့ချက်ချင်းပြန်ရောက်သွားသည်သူ၏ရှေ့တွင်ရက်နေသောအရာရှိကအနှဲငယ်မျှပင်ဂရုဏာပြခြင်းမရှိပေသူ၏မျက်နှာကအေးဆက်မျက်လုံးများကပြတ်သားပြီးသူ၏အတန်ကခိုင်မာနေသည်ဥပဒေကမှားယွင်းမှုမရှိဘူးအထူးသဖြင့်ဖိနှိပ်သူတွေအတွက်သူကဘေးရှိအဖွဲ့ဝင်ကိုအချက်ပြလိုက်ပြီးအရာရှိနှစ်ဦးကတန်မဏိလက်ထိတ်များကင်ဆောင်ကာချက်ချင်းဆိုသလိုရှေ့သို့တိုးလာကြသည်ကိုကျော်စင်သည်သူ၏လက်များကိုရှေ့သို့မြှောက်လိုက်ချိန်တွင်တိတ်ဆိတ်စွာသာရှိနေနိုင်တော့သည်လက်ထိတ်များကိုသူ၏လက်ကောက်ဝတ်တွင်ချိတ်လိုက်သောအခါတတုတန်ကကျဲလောင်စွာမြည်ဟိန်းသွားအားသည်သူသည်ခေါင်းကိုပို၍ငုံကာလေးလံသောအသက်ရှူတံကိုထိန်းချုပ်ထားသည်သူ၏မျက်လုံးများတွင်နောင်တများပါဝင်နေတော်လဲနောက်ကျမှရောက်လာသောကြောက်ရွံ့မှုများလည်းပါဝင်နေသည်ဘေးရှိအရာရှိကသူ၏ဖိုင်ကိုပိတ်လိုက်ပြီးပြစ်ဒဏ်ချသလိုအတန်ဖြင့်ပြောလိုက်သည်မင်းကိုမင်းအရှက်ရစေခဲ့တာနဲ့မဟုတ်ဘူးမင်းဝတ်ထားတဲ့ယူနီဖောင်းကိုပါအရှက်ရစေခဲ့တာသူသည်ကိုကျော်စင်ကိုပြတ်သားစွာကြည့်ပြီးမှအခန်းထဲမှထွက်ခွာသွားသည်အပြင်ဘက်ရှိသူနာပြုအချို့နှင့်ရဲအဖွဲ့ဝင်အချို့ကကိုကျော်စင်ကိုအခန်းထဲမှခေါ်ထုတ်သွားချိန်တွင်တင်းမာသောမျက်နှာများဖြင့်ကြည်နေုံသာရှိသည်သူ၏ခေါင်းကငုံထားပြီးခြေလမ်းများကလေးလံကလက်ထိတ်များ၏ပုတ်တိုက်တန်ကထိုညနေပိုင်းဆေးရုံစင်ကြံလန်းတွင်ကြားရသည့်တခုတည်းသောအတန်ဖြစ်သည်အဝေးမှကြည့်နေသည့်ဒေသခံများက
တီးတိုးပြောဆိုကြသည်နောက်ဆုံးတော့သူလဲအားနည်းသူတယောက်လိုခံစားရပြီးအပြင်ဘက်တွင်ညနေခင်းကောင်းကင်ကညီရဲနေသည့်ဥပဒေ၏လက်လန်းမမီဟုထင်မှတ်နေခဲ့သောဖိနှိပ်သူတဦး၏အာဏာကုံဆုံးသွားခြင်းကိုဖော်ညွှန်းနေသလိုပင်ရက်အနည်းငယ်ကြာပြီးနောက်ကိုကျော်စင်ဦးဆောင်ခဲ့သောတရားမဝင်စစ်ဆေးမှုသတင်းသည်တနိုင်ငံလုံးသို့ပြန့်နှံ့သွားသည်အမျိုးသားရုပ်မြင်သံကြားအွန်လိုင်းမီဒီယာနှင့်လူမှုကွန်ရက်စာမျက်နှာများတွင်ထိုအဖြစ်ပြက်၏ဓာတ်ပုံများနှင့်ဗီဒီယိုများပြည့်နှက်နေသည့်လူအများဆုံးမျှဝေကြသည့်ပုံများထဲမှတစ်ခုမှာဆေးရုံတွင်လက်ထိတ်ခတ်ခံထားရသောကိုကျော်စင်၏ဓာတ်ပုံဖြစ်သည်သူ၏မျက်နှာကညိုမဲနေပြီးယူနီဖောင်းကရှုပ်ထွေးနေကအရာအလုံးကိုဆုံးရှုံးသွားသူတဦးကဲ့သို့မျက်လုံးများကလွတ်နေသည်ထိုဓာတ်ပုံအောက်တွင်ခေါင်းအစီကြီးများရှင်းရှင်းလင်းလင်းဖော်ပြထားသည်ရက်ဆက်သောရဲအရာရှိတဦးအသက်ကြီးသူတဦး၏အနိုင်ယူခံရပြီးနောက်ဖမ်းဆီးခံရနာရီပိုင်းအတွင်းမှတ်ချက်ကဏ္ဍတွင်ထောင်ပေါင်းများစွာသောပြည်သူများ၏တုံ့ပြန်မှုများပြည့်ရှံလာသည်များစွာသောသူတို့ကအလားတူစကားလုံးများရေးသားကြသည်နောက်ဆုံးတော့တရားမျှတမှုရောက်လာပြီးရဲဌာနချုပ်တွင်လည်းအခြေအနေကပြောင်းလဲလာသည်သတင်းစာရှင်းလင်းပွဲခန်းမတွင်သတင်းထောက်များပြည့်နှက်နေသည့်ကင်မရာမီးများလင်းထိန်နေပြီးမိုက်ခရိုဖုန်းများစပွဲပေါ်တွင်တန်းစီချထားကာရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကတင်းမာသောမျက်နှာဖြင့်ပေါ်လာသည်သူသည်စင်မြင့်ရှေ့တွင်ယူနီဖောင်းအစိမ်းရောင်နှင့်ပခုံးပေါ်တွင်ယာရုတစိမ့်များဝတ်ဆင်ကာဖြောင့်နှန်းစွာရပ်နေသည်တည်ငြိမ်တော်လဲခိုင်မာသောအတန်ဖြင့်သူကပြောသည်ကျွန်တော်တို့အနေနဲ့ကွင်းစင်းအရာရှိတဦးရဲ့လူမဆန်တဲ့လုပ်ရက်ကိုနောင်တရပါတယ်ထို့လုပ်ရက်မျိုးကကျွန်တော်တို့အဖွဲ့အစည်းကိုစားမပြုပါဘူးသူကခဏရက်ကကင်မရာများကိုပြတ်သားစွာကြည့်လိုက်သည်ပြစ်မှုကျူးလွန်သူကိုတည်ဆဲဥပဒေအရပြင်းထန်စွာအရေးယူသွားမှာပါသတင်းထောက်များကချက်ချင်းဆိုသလိုလက်များမြောက်ကအပြိုင်အဆိုင်မေးခွန်းများမေးကြသည်ကိုကျော်စင်ကတရားဝင်တာဝန်ပေးစာမရှိဘဲစစ်ဆေးမှုပြုလုပ်ခဲ့တာမှန်ပါသလားအကိုအကြမ်းဖက်ခံရသူကတက်ကြီးရွယ်အိုအရက်သားတဦးဖြစ်တာမှန်ပါသလားသို့တော်ပြောရေးဆိုခွင့်ရှိသူကတိုးတိုးတုတ်တုတ်သာပြန်ဖြေသည်အားလုံးကိုပြည်ထရေးဌာနကစုံစမ်းစစ်ဆေးနေတော့မှကျွန်တော်တို့မြည်သူရဲ့အမားကိုမှဖုံးကွယ်ထားမှာမဟုတ်ဘူးမှားနေတဲ့သူကမှားနေတာပဲထိုစကားကမီဒီယာမျိုးစုံတွင်အဓိကကိုးကားချက်ဖြစ်လာသည်ထိုအတော့အတွင်းအွန်လိုင်းကဘာတွင်ဒေတာခန်များ၏ဗီဒီယိုမှတ်တမ်းများတန်းပေါင်းများစွာပြန်လည်ကြည့်ရှုခံနေရသည်ဒေါခင်ညွတ်နေပူရှိန်ကြားတွင်ကိုကျော်စင်ကိုရင်ဆိုင်နေသည့်မြင်ကွင်းသည်မတရားမှုကိုဆန့်ကျင်သောစင်ရဲသားပြည်သူများ၏ရဲစွမ်းတတ္တိ၏သင်္ကေတတစ်ခုဖြစ်လာသည်လူများစွာကအလားတူမှတ်ချက်များရေးသားကြသည်အဖွားကြီးကရိုးရိုးလူမဟုတ်ဘူးအချို့သောတက်ကြွလှုပ်ရှားသူများကသူမကိုအာဏာရှင်ဆန်မှုကိုဆန့်ကျင်သောပြည်သူများ၏သင်္ကေတအဖြစ်ပင်ဖော်ပြကြသည်ထိုကြီးကျူးမှုများအလုံးကြားတွင်အရာတစ်ခုကတေချာသည်ကိုကျော်စင်အပေါ်ကြားရောက်ခဲ့သောအရှက်တကွဲဖြစ်မှုသည်သူ့အပေါ်ချမှတ်ခဲ့သောပြစ်ဒဏ်ထက်များစွာလေးလံသည်သူသည်ယာရုတင်မကပဲသူအမြဲတစေဂုဏ်ယူခဲ့သောသူ့ဂုဏ်သိက္ခာနှင့်နာမည်ကိုပါဆုံးရှုံးခဲ့သည်ထိုအဖြစ်ဖြစ်ပွားပြီးရက်သက်တစ်ပတ်အနည်းငယ်ကြာပြီးနောက်ရုတ်ရုတ်သဲသဲဖြစ်ခဲ့သောမြို့ငယ်လေးကဖြည်းဖြည်းချင်းတည်ငြိမ်လာသည်အစောပိုင်းကစစ်ဆေးမှုများပြုလုပ်ခဲ့သောလမ်းများယခုအခါကုန်သည်များရင်မောင်းများနှင့်ဒေသခံများဖြင့်ပုံမှန်အတိုင်းစီကားနေပြီဖြစ်သည်ရဲများ၏အော်ဟစ်တံများမရှိတော့ရင်မောင်းများ၏ကြောက်ရွံ့နေသောမျက်နှာများလည်းမရှိတော့ပေလူများကယခုအခါလုံခြုံစွာလမ်းလျှောက်နေကြသည်ဒေါခင်ညွန့်၏ရဲစွန်းတတိအကြောင်းပုံပြင်ကိုကော်ဖီဆိုင်များဈေးများညဘက်ကင်းဆောင်ယုံများတွင်မကြာခဏပြောဆိုနေဆဲဖြစ်သည်သို့သောမြို့၏ပတ်ဝန်းကျင်ကိုယ်တိုင်ကပြောင်းလဲသွားပြီဖြစ်သည်အရင်ကထက်ပို၍ခိုင်မာသောငြိမ်းချမ်းမှုတစ်ခုခံစားရသည့်ရှေးကြသောမုန်တိုင်းအပြီးရရှိသောဆုလတ်တစ်ခုအဖြစ်ထိုတည်ငြိမ်မှုရောက်ရှိလာသလိုပင်လမ်းငယ်လေး၏အဆုံးတွင်ရှိသောရိုးရိုးရှင်းရှင်းအိမ်တအိမ်၌ဒေါခင်ညွန့်သည်အိမ်ရှိလေကားပေါ်ရှိတစ်သားကူလာထိုင်တွင်အေးအေးဆေးဆေးထိုင်နေသည်ညနေခင်းလေကတိုးတိုးလေးတိုက်ခတ်လာပြီးမြေကြီးနှင့်အတိုက်အုံသို့ပြန်လာသောငှက်များ၏အတန်ကိုတည်ဆောင်လာသည်သူမ၏လက်ထဲတွင်နှွေးထွေးသောလက်ဖက်ရည်တစ်ခွက်မှအငွေ့များဖြည်းဖြည်းချင်းထွက်နေသည်ကြားသိရောင်ကြောင်တကောင်ကသူမ၏ပေါင်ပေါ်တွင်ချစ်စပွဲထိုင်နေသည်မျက်လုံးများကတဝက်တစ်ပြက်မှိတ်ထားပြီးသခင်မ၏လက်ဖြင့်ပုတ်တက်ပေးသည်ကိုနှစ်သက်စွာခံစားနေသည်အေးဆေးပဲနော်ကောင်လေးဟုဒေါခင်ညွန့်ကကြောင်၏အမွှေးများကိုပုတ်တက်ရင်းနူးညံ့စွာပြောလိုက်သည်အခုတော့စင်းရဲသားတွေကိုဖိနှိပ်ရဲတဲ့သူမရှိတော့ဘူး
သူမ၏အတန်ကတိုးတိုးလေးဖြစ်တော်လဲယုံကြည်ချက်အပြည့်ပါဝင်နေသည်သူမ၏ကြိုးပမ်းမှုကလူများစွာအတွက်အဓိပ္ပာယ်ရှိစေခဲ့ကြောင်းသိသူတဦးကဲ့သို့ပင်တခါတရံသူမ၏အိမ်နီးနားချင်းများကဖြတ်သွားရင်းနှုတ်ဆက်ကြသည်နေခင်းမှာဒေါ်ခင်ညွန့်ဟုလမ်းတစ်ဖက်မှအမျိုးသမီးငယ်တဦးကအော်ပြောလိုက်သည်ဒေါ်ခင်ညွန့်ကလှည့်ကြည့်ပြီးနှွေးထွေးစွာပြုံးပြသည်နေခင်းပါအမကလေးတွေအစဉ်ပြေလားသူတို့ခဏတာစကားပြောဆိုကြသည်အရင်ကလိုတင်းမာမှုမရှိဘဲပေါ့ပေါ့ပပနှင့်ရင်းနှီးစွာပြောဆိုကြသည်အဝေးတွင်ကွင်းငယ်လေး၌ကစားနေသောကလေးများ၏ရေမောတံများဆူညံစွာကြားရသည်ဒေါ်ခင်ညွန့်အတွက်ကြောက်ရွံ့မှုမရှိဖိအားမရှိဘဲပုံမှန်အတိုင်းပြန်လည်ရောက်ရှိလာသောဘဝ၏သင်္ကေတတစ်ခုဖြစ်သည်ညနေခင်းကောင်းကင်ကလိမ္မော်ရောင်ဖြောတော့ဖြစ်နေပြီးရိုးရိုးရှင်းရှင်းသို့သောတန်ရှင်းသောအိမ်၏နံရံများပေါ်သို့အလင်းပြန်ကျနေသည်ဒေါ်ခင်ညွန့်သည်ကလတ်ထိုင်ပေါ်တွင်မိကာသူမ၏အိမ်ရှိယခုအခါစူညံတန်များကင်းမဲ့နေသောလမ်းငယ်လေးကိုကြည့်နေသည်သူမကအသက်ပြင်းပြင်းရှူသွင်းကာယခုအခါသူမအပြည့်အဝပိုင်ဆိုင်နေသောငြိမ်းချမ်းသောလေကိုခံစားနေသည်သူမ၏ရင်ထဲတွင်ဖော်ပြရန်ခက်ခဲသောစိတ်သက်သာရာရမှုတစ်ခုရှိသည်သူမအနိုင်ရခဲ့သောကြောင့်မဟုတ်ဘဲမှန်ကန်သောအရာကနောက်ဆုံးတွင်သူ့နေရာတွင်ရပ်တည်နေသောကြောင့်ဖြစ်သည်ရက်များစွာတည်ငြိမ်စွာကုံဆုံးသွားခဲ့ပြီးအချိန်ကြာကြီးအတွင်းပထမဆုံးအကြိမ်ဖြစ်ဒေါ်ခင်ညွန့်သည်သတိမရှိဘဲညနေပိုင်းကိုခံစားနိုင်ခဲ့သည်လမ်းထောင့်ရှိဗလီမှအစာရဆူတောင်းတန်ကတိုးတိုးလေးထွက်ပေါ်လာပြီးညနေခင်းလင်းရောင်ထိထားသောအိမ်ငယ်လေးများကြားတွင်ပဲ့တင်ထက်နေသည်ဒေါ်ခင်ညွန့်သည်လေကားပေါ်တွင်ထိုင်နေစဉ်ကောင်းကင်ကိုကြည့်နေသည်ကောင်းကင်ကယခုအခါလိမ္မော်ရောင်ရွှေဝါရောင်သို့ပြောင်းလဲစပြုနေသည်သူမကလက်ဖက်ရည်ခွက်ကိုဝါစပွဲပေါ်သို့ဖြည်းဖြည်းချင်းချလိုက်ပြီးဖြည်းချင်းထွက်လိုက်သည်သူမ၏လှုပ်ရှားမှုများကတည်ငြိမ်တော်လဲခိုင်မာနေသည်သူမ၏ကိုယ်ခန္ဓာကအရင်ကလိုပင်ဖြောင့်တန်းနေစေဖြစ်သည်သူမသည်ကလားထိုင်နောက်ွယ်တွင်ချိတ်ထားသောဆူတောင်းဖြာကိုယူလိုက်သည်ပေါ့ပေါ့ပပခါလိုက်ပြီးသူမ၏အိမ်ရှိပွင့်နေသောခြံစည်းရိုးကိုကြည့်လိုက်သည်ကလေးများပြေးလွှားပြန်လာကြသည်မိခင်များအဝတ်များလှမ်းနေကြပြီးညနေခင်းလေကငိမ့်ချမ်းသောမြေကြီးနှံကိုတည်ဆောင်လာသည်သူမ၏မျက်နှာပေါ်တွင်အပြုံးလေးတစ်ခုပေါ်လာသည်အဟန်ဒူလီလာမတရားမှုမရှိဘဲငြိမ်းချမ်းတဲ့နေ့ကိုစက်မြင်နေရတော့ပဲဟုသူမကတိုးတိုးလေးသို့သောကျေးဇူးတင်ခြင်းအပြည့်ဖြင့်ပြောလိုက်သည်သူမကထိုကဲ့သို့သောတည်ငြိမ်မှုသည်အလွယ်တကူရရှိလာခြင်းမဟုတ်ကြောင်းသိသည်မြို့ငယ်လေး၏လမ်းများမှကြောက်ရွံ့မှုကိုဖယ်ရှားရန်ရဲစွမ်းတတိနှင့်စွန့်လွတ်မှုများလိုအပ်ခဲ့သည်သူမ၏အကြည့်ကဖြစ်ပျက်ခဲ့သမျှကိုသက်သေခံနေသည့်လိမ္မော်ရောင်ကောင်းကင်သို့ဦးတည်နေသည်သူမ၏နဖူးပေါ်တွင်အရေးအကြောင်းများစတင်ပေါ်နေသောမျက်လုံးများမှနေ၍မတရားမှုကိုတဦးတည်းရက်တီကအနိုင်ရခဲ့သောအမျိုးသမီးတဦး၏ခိုင်မာမှုကိုထုတ်ဖော်ပြသနေသည်သူမသည်ဖြည်းဖြည်းချင်းအိမ်ထဲသို့ဝင်သွားသည်သူမ၏ခြေလမ်းများကအရေးကြီးသောတာဝန်တစ်ခုပြီးမြောက်ခဲ့သည့်အမျိုးသမီးငယ်တဦးကဲ့သို့ပေါ်ပါနေသည်ရိုးရိုးရှင်းရှင်းအိမ်၏ကျမ်းပြင်ကသူမ၏ခြေလမ်းအောက်တွင်တိုးတိုးလေးမြည်နေသည်သူမသည်အေကန်းကျမ်းပြင်ပေါ်တွင်ဆူတောင်းဖြာကိုဖြန့်ချလိုက်ပြီးဟီပလာကိုတည်ငြိမ်စွာကြည့်နေသည်အပြင်ဘက်မှငှက်တံများလေတိုက်တံများနှင့်ဆူတောင်းတံများပဲ့တင်တံများရောနှောကဖော်ပြရန်ခက်ခဲသောငြိမ်းချမ်းသောပတ်ဝန်းကျင်ကိုဖန်တီးနေသည်သူမ၏အိမ်ပြင်ဘက်တွင်နေကတစ်ပင်များနောက်ွယ်သို့ဖြည်းဖြည်းချင်းကျဆင်းသွားသည်ကောင်းကင်၏အယောင်ကရွှေရောင်နီသို့ပြောင်းလဲသွားပြီးထိုလမ်းငယ်လေးကိုနှွေးထွေးသောအလင်းရောင်ဖြင့်ဖုံးအုပ်လိုက်သည်ပတ်ဝန်းကျင်ရှိလူများကသူမ၏နာမည်ကိုမကြာခဏပြောဆိုနေစေဖြစ်သည်ရိုးရိုးလူတဦးအဖြစ်မဟုတ်ဘဲအခြားလူများတိတ်ဆိတ်နေချိန်တွင်ရဲစွမ်းသတ္တိကိုဆောင်ကျဉ်လာခဲ့သည့်ပုံရိပ်တစ်ခုအဖြစ်ထိုနေ့ကတည်ငြိမ်စွာပြီးဆုံးသွားခဲ့ပြီးဒေါ်ခင်ညွန့်တန်မဏိနှလုံးသားရှိသောအမျိုးသမီးကြီးနှင့်မတရားမှုကိုမကြောက်မရွံ့ခုခံကာကွယ်ခဲ့သောတရားမျှတမှု၏အဆောင်အရှောက်အကြောင်းပုံပြင်သည်မြို့ငယ်လေးမှဒေသခံများ၏ရင်ထဲတွင်အသက်ရှင်နေသောဒဏ္ဍာရီတစ်ခုအဖြစ်တရားဝင်ဖြစ်လာခဲ့သည်